ကားပြောမယ်ဆိုတော့မှမိုးကရွာလာတယ်မိုးရွာတာမရွာတာတဲ့မိုးရွာတော့စိုက်ပျိုးရေးတောင်သူတွေအနေနဲ့ပို့ပြီးတော့အတုံးဝင်တာပေါ့နော်မိုးရွာပဲဒီဓမ္မယုံချင်းချင်းလေးထဲမှာလူကအများကြီးဆိုတော့ပြောရတာအားရှိပါတယ်ကျွန်တော်တို့လည်းအားနာနေတာဘုံဘုံကအာမနာပါနဲ့ဗျာကိုကျေးရွာကိုမြို့ကိုဒေသကိုတိုင်းပြည်ကမ္ဘာအစစ်မိဖို့ဆိုရင်ဒီလောက်လေးတော့ဇွဲရှိရမှာပေါ့အရှင်ဘုရားတို့ဘက်ကလည်းအများအကျိုးအများအသိမြင်ပွင့်မှုစိတ်ကူးရှိသလိုတပည့်တော်တို့ကလည်းကူညီဖို့အစဉ်သင့်ပါဗျာပြီးခဲ့တဲ့ကာလတစ်လျှောက်ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်မှာကျွန်တော်တို့လူမျိုးတွေကစာမဖတ်ဘူးဗျခုနမေးကြည့်တယ်ဒီမှာစာကြည့်တိုက်ရှိလားဆိုတော့ရှိတယ်တဲ့ဖွင့်လားဆိုတော့မဖွင့်ဘူးတဲ့ဒီတော့ကျေးရွာစာကြည့်တိုက်တွေဒီလောက်များပေမဲ့လည်းကျေးရွာစာကြည့်တိုက်ကိုကျွန်တော်တို့ဘာလို့စာမဖတ်တာလဲဆိုတော့စာဖတ်ချင်လောက်တဲ့ပတ်ဝန်းကျင်မရှိလို့ပေါ့စာဖတ်ဖို့ဆိုလို့ရှိရင်စာဖတ်အောင်စစ်စော်တဲ့ဒီလိုစာပေဟောပြောပွဲတွေပြုလုပ်ဖို့လိုတာပေါ့ဒါကြောင့်လေဒီနေ့စာပေဟောပြောပွဲကိုခက်ခဲကြားနေပြီးစ조사တဲ့ဖုံဖုံတို့ရောဌာနဆိုင်ရာလူကြီးမင်းများခွင့်ပြုသောဌာနဆိုင်ရာလူကြီးမင်းများဒီနေရာကျေးဇူးအထူးတင်ကြောင်းပထမပြောကြားလိုပါတယ်ဒီနေရာမှာကျွန်တော်ရဲ့ခုနကိုရေးအထုပ်ပတ်တိဖတ်တော့တငယ်ချင်းတွေကမေးတယ်ဗျကိုရေးအထုပ်ပတ်တိမှာကျွန်တော်ကမန္တလေးသားပလဲငွေအောင်ရနမ်းမတော်ဝင်းမှာမွေသောမန္တလေးသားစစ်စစ်လို့ဆိုတော့အကြောင်းမဲ့ထဲတာမဟုတ်ဘူးဗျကျွန်တော်တို့မန္တလေးသူမန္တလေးသားတွေကနောက်မှာစစ်စစ်ဆိုတာထဲမှာအတိတ်ပဲရှိတော့မယ်ကာလကိုရောက်နေလို့ကျွန်တော်ကလည်းကျွန်တော်မန္တလေးသားစစ်စစ်လို့ရဲဝုန်းရေးထားတာပါခင်ဗျာအဲ့လိုမှမရေမန္တလေးသားဟုတ်ရဲ့လားလို့တန်တရားရှိတော့မယ်ကာလကိုရောက်နေလို့ပါကျေးဇူးတင်ပါတယ်ဒီနေရာမှာကျွန်တော်အဖိုးပြောသောပုံပြင်များဆိုတော့ဒီအဖိုးကနှစ်ဖိုးပြောရမှာဗျအဖိုးတစ်ယောက်ကတော့ကျွန်တော်အဖိုးပေါ့နောက်အဖိုးတစ်ယောက်ကကျွန်တော်ပေါ့ကျွန်တော်အဖိုးကဒီနားလေးကကျွန်တော်တို့မော်တော်ကားတွေအများကြီးရပ်တဲ့ညောင်မဝင်းမှာအဲ့နာရဲစခန်းရှိတယ်ဟိုတုန်းကဖိုးကအဲ့ဒီမှာစခန်းမှုလုပ်ခဲ့ဘူးတယ်ဒါကြောင့်မလို့ကျွန်တော်အဖိုးကိုသတိရတဲ့အတွက်အဖိုးပေါ်သောပြောသောပုံပြင်များဆိုခေါင်းစဉ်တတ်ထားတာကျွန်တော်အဖိုးအကြောင်းလည်းပြောပြရအောင်မယ်ဗျကျွန်တော်အဖိုးကလွတ်လပ်ရေးကြိုးပမ်းမှုခေတ္တကစစ်သားဗျပြီးတော့ကော်ပရာတက်ကြကြီးပေါ့နောက်တော့ကျွန်တော်အဖိုးကစစ်ဘိုလ်ကြီးတော့မဖြစ်ခဲ့ဘူးဒါပေမဲ့သူကအရာခံဖို့လွတ်လပ်ရေးရပြီးတဲ့နောက်စစ်သားဆိုစစ်တပ်ရမှာဆိုလို့ဆိုပြီးရဲတဲ့ကိုဝင်လိုက်တာဗျဒီတော့ကျွန်တော်အဖိုးကရဲစိတ်လည်းရှိတယ်စစ်စိတ်လည်းရှိတယ်အဲ့တော့ကျွန်တော်အဖိုးကစီကံလည်းကောင်းတယ်ကောက်လည်းကောက်ချစ်တတ်တယ်ဗျဒါပေမဲ့အဖိုးကောက်ချစ်တာကျွန်တော်တို့လိမ်ပါဖို့ပါဒီနေရာမှာကျွန်တော်အဖိုးမကြောင်ကျွန်တော်အဖိုးရဲ့အကြောင်းမပြောခင်ကျွန်တော်တို့လူမျိုးတွေကိုကျွန်တော်စစ်စော်ဖို့အတွက်ပုံပြင်လေးတစ်ပုဒ်နဲ့အရင်ပြောခြင်းတယ်ဗျကျွန်တော်အဲ့ဒီပုံပြင်လေးကိုကြုံတဲ့နေရာမှာကျွန်တော်ပြောဘူးတယ်ကျွန်တော်တို့ကျေးရွာကြီးတကယ်တိုးတက်ချင်သလားဒါမှမဟုတ်ကျွန်တော်တို့အိမ်ကြီးတကယ်တိုးတက်ချင်သလားဒါမှမဟုတ်ကျွန်တော်တို့တိုင်းပြည်ကြီးကမ္ဘာမှာရှိတဲ့တခြားနိုင်ငံများကဲ့သို့တိုးတက်ချင်သလားဒါဆိုရင်အသာနေတဲ့စိတ်တွေဖျားလိမ့်မယ်ဗျအသာနေနဲ့အသေးနာတာတော့နှစ်ပေါင်း40ကျော်ခဲ့ပြီဘသူတွေအသာနေလဲဆိုရင်တာဝန်ရှိတဲ့သူတွေကပို့ပြီးအသာမနေသင့်ဘူးအိမ်တိုင်းမှာဘသူတာဝန်ရှိတော့အဖေနဲ့အမေတာဝန်ရှိတာပေါ့အဖေနဲ့အမေအသာနေရင်ဒီအင်ကြီးမတိုးတက်ဘူးသားသမီးတွေအသာနေလဲဒီအင်ကြီးမတိုးတက်ဘူးဒီကျေးရွာကြီးတိုးတက်ဖို့ဒီကျေးရွာသူကျေးရွာသားအားလုံးအသာနေလို့မရဘူးကျွန်တော်တို့တိုင်းပြည်တိုးတက်ဖို့ဒီတိုင်းပြည်လုံးမှာရှိတဲ့ပြည်သူပြည်သားအားလုံးကအသာနေလို့မရဘူးလမ်းမတော်မှာကျွန်တော်တို့လာရင်းနဲ့ပညာရေးအကြောင်းပြောရင်းနဲ့ဒီမှာကျောင်းရှိတယ်ဆိုတော့ဟိုတနေ့ကလည်း10တန်းအောင်စင်တော့ကျွန်တော်ကမေးကြည့်ခြင်းတယ်ဗျကျွန်တော်တို့ပညာရေးရဲ့ရည်မှန်းချက်ကဘာလဲဗျပညာသင်ကြားခြင်းရဲ့ရည်ရွယ်ချက်ကဘာလဲဗျပညာသင်ကြားခြင်းရဲ့ရည်ရွယ်ချက်ဟာ
ဧကရစ်ဘယင်ကြီးဖြစ်ဖို့လည်းမဟုတ်ဘူးနော်စစ်သေးနာပတိဖြစ်ဖို့လည်းမဟုတ်ဘူးဆရာဝန်ကြီးအင်ဂျင်နီယာကြီးတတ်သိပညာရှင်ကြီးဖြစ်ဖို့လည်းမဟုတ်ဘူးတထဲတကြွယ်တွေဖြစ်ဖို့လည်းမဟုတ်ဘူးအခြေခံပညာသင်ကြားခြင်းရဲ့ရည်ရွယ်ချက်ဟာပြည်သူပြည်သားကောင်းတွေဖြစ်ဖို့လေ့ကျင့်သင်ကြားပေးခြင်းဟာပညာရေးရဲ့အဓိကရည်မှန်းချက်ကျွန်တော်နားလည်ရမှာဒါကြောင့်မလို့ဒီကျေးရမှာပညာတတ်တွေအများကြီးရှိတာသိရလို့ဝမ်းသာတယ်ဗျကျွန်တော်တိုင်းပြည်မှာပညာတတ်တွေများဖို့လိုတာပေါ့ဒီတော့ကျွန်တော်အသားနေပုံမြင်လေးပြောပြပါအောင်မယ်ဗျရွာနဲ့လည်းပတ်သက်ပါတယ်ဒီပုံမြင်လေးရဲ့ခေါင်းစဉ်ကကြွက်ထောင်ကြောက်တဲ့တခါတော့ရွာတရွာရဲ့အိမ်တအိမ်မှာမိသားစုတွေနေကြရင်းနဲ့ကြွက်တွေအလွန်တောင်းချမ်းနေတာကြွက်တွေကဘလောက်တောင်းချမ်းတယ်လဲဆိုလို့ရှိရင်ထလက်တွေမိုးထိုင်ထလက်တွေကြားထဲမှာရှော့နဲ့ပြေးဒီမှာထလက်မိုးတဲ့အိမ်တွေရှိတယ်လေမိโอချောင်းထဲမှာကြွက်တရားစူကြွက်တရားဆော့ထမင်းတွေလည်းအိုးခွက်ပကံတွေလည်းလှန်စားတညာလုံးကြွက်တန်တွေစူးညံနေတော့ဒီအိမ်မှာရှိတဲ့မိသားစုတွေကဒီကြွက်တွေကိုဘလို့နှိမ်နှင်းရင်ကောင်းမလဲလို့စုဝေးတိုင်ပင်ကြဒီလိုစုဝေးတိုင်ပင်နဲ့နောက်ဆုံးအဖြေတစ်ခုရတယ်ဒီကြွက်တွေကိုတတ်ဖို့အတွက်မြို့ကိုတက်ပြီးကြွက်ထောင်ချဝဲမယ်ကဲကျွန်တော်တို့ဇေယျကုန်းကနေပြီးဘယ်မြို့သွားမှာလို့မုံရွာကိုသွားကွာကြွက်ထောင်ချသွားဝဲနွားနဲ့လဲနဲ့သွားတာပေါ့မြို့လမ်းကိုရောက်ကားစီးကြွက်ထောင်ချတွေဝဲလာတာပေါ့10ခု15ခုလောက်ပြီးတော့ပြန်လာနွားလဲကြီးနဲ့ပြန်လာရွာကိုရောက်အဲ့လေရောက်ကိုကြွက်ထောင်ချထောင်တဲ့ဤစနစ်တွေကိုမိသားစုတွေကိုပြသူ့အဖေကြီးကဒါနဲ့ကြွက်ထောင်ချထောင်တော့တာပေါ့ကြွက်ထောင်ချဆိုတာစပရိတ်နဲ့ပေါ့အဲ့ဒီလိုကြွက်ထောင်ချထောင်နေတာကိုဘသူကသိတယ်လဲဆိုတော့ကြွက်ထောင်ချဝယ်ပြီးအတူပြန်လာတဲ့ရွာဆိုတော့ပုံနာလဲလွယ်မယ်နွားကြီးသိတယ်နွားနှစ်ကောင်ကသိတယ်ကြွက်ထောင်ချတော့ထောင်နေပြီအဲ့ဒီအချိန်မှာနွားကြီးကသူ့တငယ်ချင်းကြွက်ကလေးတွေကိုသွားပြီးတရင်ပို့တယ်မောင်ကြွက်ရေငါလေမနေတော့ကမြို့ကိုသွားတာဟောဒီအိမ်ရှင်တွေကမင်းတို့ကိုတတ်မလို့ကြွက်ထောင်ချတွေဝဲလာတာမင်းတို့ကငါတငယ်ချင်းဆိုတော့ငါမှသတိပေးရမယ်တာဝန်ရှိတယ်မင်းတို့သတိထားတော့သွားသတိလာသတိစားသတိကိုကြွက်ရေကြွက်ကလေးတွေအော်ဟာတကယ်လားဟုတ်တယ်မင်းတို့တတ်တော့မှာမင်းတို့သွားတဲ့လမ်းကြောင်းမှာကြွက်ထောင်ချတွေထောင်ထားပြီကျေးဇူးတင်တယ်ကိုနွားကြီးဒါပေမဲ့ကိုနွားကြီးခမားလဲသတိထားအောင်တော့ဒီကြွက်ထောင်ချကကျုပ်တို့ကြွက်တွေမမီပဲခမားတို့နွားတွေမိနေအောင်မယ်ဆိုနွားကြီးတစ်ကောင်အော်သွားတယ်ကိုကြွက်ရငါတို့နွားတွေကမိဖို့ကြောင့်နဲ့တခါမှမရောက်ဘူးကြွက်ထောင်ချနဲ့နွားနဲ့ဘာမှမဆိုင်ဘူးငါတို့အေးစင်းနေမယ်ငါတို့အသာနေမယ်ဒါပေမဲ့ဗျာကျုပ်တို့အားလုံးကမိသားစုတွေလေဒီအိမ်ထဲမှာအတူနေတဲ့မိသားစုတွေခမညာသတိတော်ဟာသတိထားစရာမလိုငကြွက်ရင်မင်းငါလို့မပြောနဲ့အဲ့ဒီလိုနဲ့နောက်ထပ်တနာရီလောက်နေတော့ကြွက်ထောင်ချထောင်တာကိုဘသူကသိလဲဆိုတော့သူတို့အိမ်မှာမွေးထားတဲ့ဝက်ကြီးတစ်ကောင်ကသိအဲ့ဒီဝက်ကြီးကလည်းထုံးစံအတိုင်းသူ့တငယ်ချင်းကြွက်တွေကိုလာပြီးတည်င်းပို့တယ်မောင်ကြွက်ရေမင်းတို့တော့ကြွက်ထောင်ချထောင်နေပြီအေးငါတို့ကိုနွားကြီးပြောလို့သိပြီကိုနွားကြီးပြောလို့ငါတို့သိပြီဒါပေမဲ့ကွာအဲ့ဒီကြွက်ထောင်ချကိုလေငါတို့တွေသတိထားမှာမို့ကိုဝက်မင်းတို့လည်းသတိထားနော်ဟာနာမည်ကဝက်ထောင်ချမဟုတ်ဘူးကြွက်ထောင်ချကွာမင်းတို့ငါတို့ကစေတနာနဲ့လာသတိပေးတာမင်းကမင်းအမှုတွေငါ့ကိုဆွဲထည့်နေတာလားမဟုတ်ဘူးကိုဝက်ကြီးကကျုပ်တို့အားလုံးကမိသားစုတွေလေကျုပ်တို့ကိုသတိပေးသလိုကျုပ်ကလည်းပြန်သတိပေးခြင်းနဲ့အသာမနေနဲ့နော်အသေးနာသွားမယ်ဝက်ကြီးဟာမင်းကြွက်စကားပြောရအောင်မင်းလူစကားမပြောနဲ့မင်းဒါနဲ့တနာရီလောက်နေတော့သူတို့အိမ်မှာအလှမွေးထားတဲ့ကြက်ဖာကြီးကသတိပေးပြန်တယ်အိမ်ကလူတွေရုပ်နဲ့ဘာလုပ်နေကြတာတော့ကြွက်ထောင်ချတွေထောင်နေတာမြင်တော့ကြက်ဖာကြီးကဝက်ကလေးတွေကိုသွားပြီးသတိပြကြွက်ကလေးတွေသွားပြီးသတိပေးတာမောင်ကြွက်ကြီးဒီလိုပါသိပြီကိုကြက်ဖာကြီးကျေးဇူးအထူးတင်တယ်ဒါပေမဲ့ဗျာကျုပ်တို့ကြွက်တွေခုတိုင်ပင်နေကြတာကျုပ်တို့ကတော့ခမရတို့သတိပေးလို့သတိထားမှသိကြတယ်နော်ခမရဒီကြွက်ထောင်ချမှာခမရတို့ကြက်တွေလည်းမိနေအောင်မယ်ဟေးကောင်ကြက်နဲ့ကြွက်မတူဘူးကမင်းကဝါဆွဲပါတယ်ငါက
ဝါဆွဲမပါဘူးမင်းကွာငါတို့ကသတိပေးရတာငါတို့ကကောင်းကင်ပြန်တဲ့အတောင်မှန်ပါတဲ့ချက်ကွာငါတို့နဲ့ဘာမှမဆိုင်ဘူးဟုတ်ပါတယ်ဒါပေမဲ့အသာတော့မနေနဲ့အသေးနာမယ်ဒီလိုနဲ့ညကိုရောက်လာညတော့တိမ်လုံးကနုံနုံကြားကြားအိတ်တာပေါ့ည7 နာရီတစ်ချက်လောက်လူချိန်လဲတိတ်ကောဘသူစတောင်းချမ်းပြီတော့ကြွက်တွေတောင်းချမ်းပြီရွာဆိုတော့လျှက်စီမီးရလဲမရှိဘူးဗျရွာတလေးပေါ့ဗျာရွာတဘာဝဒီရွာမှာလျှက်စီမီးရှိလားမရှိဘူးဗျအဲ့လိုပဲနေမှာပေါ့ဗျာသူတို့ရွာလဲနော်တိုက်ဆိုင်တာပေါ့ဗျာအဲ့တော့လျှက်စစ်ဓာမီလေးတွေကိုဘာထည့်ထားတော့နှခဲတို့သုံးခဲတို့လေးပေါ့တရုတ်နိုင်ငံကလာတဲ့ဓာမီလေးနဲ့နေမှာပေါ့သူတို့ရွာလဲဓာမီမိန်မိန်လေးနဲ့ညအိတ်ကြတာပေါ့ညတစ်ချက်လောက်လဲရောက်ရောတိမ်လုံးအိမ်မောကြတဲ့အချိန်ကြွက်တွေကအစာရှာပြီအဲ့ဒီအချိန်မှာချောက်အတန်ကြားတာအဲ့ဒီအတန်ကိုအိမ်ရှင်မကြီးကကြားအိမ်ရှင်မအတူအိမ်နဲ့သူ့အဖေကြီးကိုထောင်နဲ့ဘာလုပ်တော့တွက်လိုက်တာမောင်ကြီးအတန်ကြားတယ်ထကြည့်စမ်းပါအဲ့ဒီခါမှာထကြည့်တာပေါ့မိမခိုင်တော့ယောက်ျားထကြည့်တာပေါ့ဗျာကျွန်တော်တို့ယောက်ျားတဲ့မိမခိုင်လောက်ရတာကိုတရေနိုးလဲကြွထောင်ကြောကိုထပြီးကျွန်တော်တို့ကြည့်ရတာပေါ့ဗျာဒီသဘောပြောတာပါအဲ့ဒါနဲ့ဓမီကလည်းမိန်မိန်ဖဲကိုဆင်းသွားတော့မိဖို့ကြောင့်လည်းကိုဆင်းသွားတာမိအောင်ကလည်းမိန်မိန်အိတ်ချင်ကလည်းမူရူမိနေပြီကြွထောင်ကြောမှာဘာမိနေလဲဆိုတော့ကြွက်မဟုတ်ဘူးဗျကြွက်တွေကိုဖမ်းယူစားတော့တတ်တဲ့ကြောင်လည်းမဟုတ်ဘူးဗျကြွက်တွေကိုညညဖမ်းယူစားတော့တတ်တဲ့လင်းမွေကြီးတကောင်မိလင်းမွေကြီးအမိကိုမိနေတာမောင်မောင်မဲမဲဆိုတော့မျက်လုံးကအသက်ကကြီးတော့မုံမုံဓာမီမိန်မိန်နဲ့စင်းရင်နဲ့မွေကအမိကိုမိတော့ဒေါသထွက်ပြီးဘာလို့နေမထင်တော့ပပြင်းထောင်ပြီးတော့ဟိုကလည်းငုံအကြီးခြေမိုးပေါင်လိုက်တာပိုးထီရောအဖိုးကြီးပိုးလက်တီရောလာကြပါဦးကငါ့ကိုပိုးထီလို့ဆိုတိမ်လုံးဘာလို့လာကြတော့ဝယုံသုံးကဆင်းလာပြီးမွေတက်ပြလိုက်တာပြောတော့ကြွက်ထောင်ကြောင့်မမျော်လင့်မဲ့မွေတစ်ကောင်တည်သွားပြီအဲ့ဒီမှာလေအဖိုးကြီးကသူ့ခြေတော်ကိုပိုးလက်တီရောမြို့သွားဖို့ကလည်းအလန့်ဝေးတော့မွေစိတ်ဘယ်လိုဖြေမလဲစဉ်းစားတော့သူတို့ကျေးရွာမှာမွေစိတ်ဖြေတဲ့ရွာတလေးရှိတယ်အဲ့ဒါကတော့လွယ်လွယ်လေးရဲ့ကြက်ဖအရှင်လက်လက်ကိုမီးမြိုက်ပြီးတော့ကြက်ခိုးတိုက်ရကြက်ကခန္ဓာကိုယ်အမွေးရထွက်လာတဲ့မီးကိုနဲ့ခြေသွမို့အခိုးတိုက်ရညရင်းချင်းမဲ့အသာနေဆိုတဲ့ကြက်ဖကြီးအသေးနာသွားတယ်အဲ့ဒီနီလန်ကစီစနစ်မကြဘူးမွေစိတ်ကတဖြည်းဖြည်းတဲ့ရင်းနဲ့မနေ့8 နာရီလောက်လဲရောက်တော့အိမ်ရှင်အဖိုးကြီးတည်ရောအသာနေမယ်လို့ပြောတဲ့လူတွေဘယ်နှကောင်တည်သွားပြီတော့3 ကောင်ရှိပြီနော်ဘာလို့ပထမတည်တာမွေကျက်အိမ်ရှင်ကြီးကိုယ်တိုင်တည်တာနော်အိမ်ရှင်ကြီးကိုယ်တိုင်တည်တာစဉ်းစားကြည့်အိမ်ရှင်ကြီးတည်သွားတာအဲ့ဒီလိုနဲ့သူလည်းတရောတိမ်လုံးကငိုကြတော့ဗဖေကြီးရဲ့သူမြောက်ကိုတတ်မလို့ကြိုးစားတဲ့ဖေကြီးကိုယ်တိုင်တည်တာပါလားအမလီအဖိုးရဲ့အဘရဲ့ငိုကြတာပေါ့ဗျာအဲ့ဒါနဲ့တည်တယ်ဆိုတော့ရွာထုံးစံဟိုကဒီကလာမေးတာဆိုတော့လာတဲ့သူတွေကျွေးဖို့မွေးဖို့ပတ်စံလည်းမရှိဆိုတော့ဝက်ကြီးတတ်တာဝက်ပေါ်တော့ဝက်လည်းတည်ရောဘယ်နှကောင်ရှိပြီတော့4 ကောင်အဲ့ဒီမှာအတုပထုံးစံနဲ့2 ရက်လောက်ထားအတုပချဟိုမှာ9 ရက်မှရက်လဲမလား9 ရက်မှရက်လဲမလားဗမာထုံးစံရက်လေတော့ကျွေးစရာမွေးစရာကမရှိတော့နွားတတ်တာနွားလည်းတည်ရောဟောအသာနေနဲ့အားလုံးအသေးနာပြီအားလုံးအသေးနာပြီအဲ့ဒီလိုအသေးနာတဲ့လူမျိုးတွေကြုတ်တော့မဖြစ်ဖို့လှုပ်တဲ့လှုပ်အပ်ပြောတဲ့ပြောအပ်တာကိုကျုပ်တို့အားလုံးဟာရင်ကျေးလေးလေးစားစားတစ်ဖက်ကိုလည်းလေးစားပြီးတော့ပြောတဲ့ပြောအပ်ရေးတဲ့ရေးအပ်ဖတ်တဲ့ဖတ်အပ်တာတွေကိုဖတ်ကြဖို့ဒီနေရာပထမဦးစွာအသာနေအသေးနာတာကြောင့်တိုက်တွန်းနှိုးဆော်ပါတယ်ခင်ဗျာဒါတော့ကျွန်တော်အဖိုးပြောတဲ့ပုံမြင်မဟုတ်ဘူးဒီအဖိုးပြောတဲ့ပုံမြင်လို့ဒါသဘောထားလိုက်တော့ကျွန်တော်အဖိုးကအောက်ပြေအောက်ရွာပသိမ်သားဗျပသိမ်ចောင်းကုန်းသားဗျကျွန်တော်အဖိုးကရွာနေပြီးကောင်းမဆိုင်ခြင်းလို့မြို့တည်ရင်းနဲ့မြို့ရောက်တော့စစ်တပ်ထဲဝင်တာ
စစ်တိုက်ချင်လို့ဝင်တာမဟုတ်ဘူးရွာမှာလဲဆိုင်ရမှာဆိုလို့မြို့တက်ပြီးစမ်းကြောင်းမှာနေရင်စစ်သားလုပ်တာအဲ့လိုဘဝကနေစစ်ထွက်ရင်းနဲ့စင်ကူးသူကျွန်တော်အဖွားနဲ့ရအထက်အညာစင်ကူးသူအဲ့လိုရပြီးဒုတိယကမ္ဘာစစ်အတွင်းစစ်တိုက်တာကျွန်တော်ဘဝအင်္ဂလိပ်စကားတတ်တယ်ကလားစကားတတ်တယ်သူကကျွန်တော်ဘဝအိန္ဒိယမှာလည်းသူနေဘူးတဲ့အဲ့ကျွန်တော်တိတ္တဆအရွယ်မှာအဖိုးကပင်စင်ယူပြီးပြီအိမ်မှာရေးတာရဲအုပ်ဦးစိန်လို့ရေးတာ Mr. Green ပေါ့ဦးစိန် Mr. Green ကျွန်တော်တို့တိတ္တဆရွယ်မှာအိမ်မှာအဖိုးကသူ့ရဲ့စစ်ယူနီဖောင်းကြီးနဲ့ဒီကဘွဲတစိတ်တွေနဲ့ဓာတ်ပုံကြီးနံပါတ်တုပ်ကြီးကင်ထားတဲ့အဖိုးပုံတအားကြောက်ရတာကျွန်တော်အဖိုးကအိတ်လို့ရှင်လှန်ထောင်အိတ်တာသူ့ဘေးနားမှာကျွန်တော်အဖိုးကျွန်တော်ဘာလို့ကြောက်လဲဆိုရင်အိမ်ထဲကိုခွေးတကောင်ဝင်လာဟောလို့လှမ်းနဲ့လှမ်းပစ်တာခွေးလေပင်းတို့ဘိုက်တို့ထုတ်ချင်းပါနှစ်ကောင်တော့သေးတာမြင်ဘူးတော့အဖိုးကျွန်တော်အသေးလဲကြောက်တာညဆိုအဖိုးကဘလောက်စီကန်းကြည့်လဲဆိုညကို17နာရီမှအိပ်ရအလုံးရှိမရှိခြင်တော်ထဲမှာငုတ်တုတ်ထိုင်ရတာ17နာရီမထိုးမချင်းမအိပ်ရဘူးကျွန်တော်တို့ကကြုံလို့ပြောရအောင်မယ်ဗျကျွန်တော်အဖိုးဘလောက်ထိကျွန်တော်တို့ပေါ်မှာစီကန်းရှိတယ်လဲသို့မဟုတ်ကျွန်တော်တို့ဘလောက်ခိုင်းငယ်တယ်လဲဆိုတာအဖိုးခိုင်းတာလေးပြောပြခြင်းလို့ငငယ်တော့ကျွန်တော်ကကလေးဆိုတော့စော့ကျင်တာပေါ့ဗျာကျွန်တော်နဲ့ရွယ်လူတွေဆိုရင်တော့သိမယ်တဲ့ကျွန်တော်ကတော့တေရခွင်းဖြစ်တယ်ဗျတေရခွင်းပြစ်တန်းကစားတာရှိတယ်နော်ကျွန်တော်တို့ပတ်စံပြစ်တယ်ဗျပိုလိုကားထတ်တာကျွန်တော်ကပိုလိုကားထတ်တဲ့နေရာမှာကျွန်တော်ရှုံးနေတာကျွန်တော်စော့နေချင်းအဖိုးကကျွန်တော်ကိုခေါ်တာအဖိုးကကျွန်တော်ငဖုံးလို့ခေါ်တယ်ဗျငါထဲခေါ်တာကြောက်လာအောင်ကျွန်တော်တို့နေတာနမ်းမတော်ဝင်းဆိုတာမန္တလေးမြို့83လမ်းနဲ့22လမ်းကြားညောင်မင်းစရ19လမ်းမှာရှိတယ်မန္တလေးလို့ဆို2ပြလောက်ဝေးတယ်ကျွန်တော်သွားပြီးငရုတ်တီးကြောက်သွားဝယ်ကြီးငရုတ်တီးကြောက်9ကြက်သားသွားဝယ်ကြီးကျွန်တော်ခိုင်းတာကျွန်တော်ကပိုလိုကားထတ်တာရှုံးလို့စိတ်ထဲမှာမဲနေတဲ့အချိန်အဖိုးခိုင်းတော့အဖိုးကြောက်တာပေါ့ကြေတော့ပဲကြေနဲ့မှာဟုတ်ကဲ့ဆိုပတ်စံယူပြီးကျွန်တော်ပစိုးဆိုလဲတိုင်းပြေးတာညောင်မင်းစည်းကိုဈေးထိတ်ကနေပြီးငရုတ်တီးကြောက်9ကြက်သားဝယ်ပြန်ပြေးလာအိမ်လေးရောက်ကအဖိုးလက်ထဲကိုထည့်တာအဖိုးကငရုတ်တီးလဲယူပြီးတော့နေအောင်စကောလေးကိုဖြတ်စကောလေးကိုဖြန့်ပြဖြန့်လဲဖြန့်ဖလန်ကလေး2တောင်ပါလာငရုတ်တီးတော့ဖလန်ဆိုတာဘယ်လိုအမျိုးခေါ်တာတော့ဖြူနေတာပေါ့နော်အမငရုတ်တီးကြောက်ကဘာအယောင်ဖြစ်ရမှာတော့နီမာအဲ့ဒီဖလန်လေးပြစ်နေတဲ့2တောင်ကိုကောက်ကင်ပြီးတော့ပြန်လဲကြည့်ကျွန်တော်ကစော့မလို့စိတ်ကူးတဲ့ကောင်ပြန်လဲဆိုတော့ကျွန်တော်ကငိုတာပေါ့ဗျာငိုတာပေါ့ငိုတော့လက်ပွန့်ပြီးတော့စက်တာပေါ့ဗျာခုနငရုတ်တီးနဲ့ကျွန်တော်မလဲရဲဘူးဖို့ဆိုသူကပြောတာမင်းသူများပစ္စည်းခိုးလာတာလားခိုးလာရင်တော့သွားမလဲနဲ့ကွာတခိုးတွေကလူတော့မတိုးဘူးကွာတခိုးတွေကလူကြောက်တယ်ကွာမင်းခိုးလာသလားငါပြောတယ်ကျွန်တော်ဝဲလာတာခမရလို့ပြန်လဲကြီးကျွန်တော်မလဲရဲဘူးဖို့ဒါဆိုမင်းခိုးလာတာလားတဲ့မှတ်ထားကွာတဲ့ခိုးတဲ့လူတွေကလူရှိသူရှိမထွက်ရဲဘူးကွာလူစီစီဆိုဒီကောင်တွေမလာတော့ဘူးကွာမင်းကြည့်ရတာဒီငရုတ်သီးကြောက်တွေမင်းမဝဲပဲခိုးလာတယ်ဝဲလာတယ်ဆိုသွားလဲကျွန်တော်သွားလဲရ2တောင်လေးကာပြီးငိုးလို့ဆိုင်ရှင်လဲရောက်ကိုကျွန်တော်ခုနငရုတ်သီးဝဲလာတာပါခင်ဗျာမှတ်မိလားမှတ်မိတယ်ကျွန်တော်ဖိုးကဒီ2တောင်လဲခိုင်းလို့ပါလဲမပေးနိုင်ဘူးကျွန်တော်ဖိုးကပြောပါတယ်ဝဲလာတယ်ဆိုလဲပေးလိမ့်မယ်ခိုးတယ်ဆိုမလဲဘူးလို့ပြောတာကျွန်တော်ဝဲတာလဲပေးပါဗျာမလဲကျွန်တော်မပြန်ဘူးဗျာဆိုဆိုင်ရှင်ကဘယ်ပြောကောင်းမလို့ကျွန်တော်အဖိုးသူ့ပစ္စည်းနဲ့တိုင်းဆဲပြီး2တောင်လဲပေးလိုက်တာဗျကျွန်တော်မှပြန်လာတာအဲ့ဒီလိုအဖိုးအဲ့ဒီလိုအဖိုးအဲ့ဒီကလေးကကျွန်တော်အဖိုးကစကားပြောတာတခုရှိတယ်ဗျဒီမဲ့ငါမြည်ရတဲ့လောက်ကိုလောက်ရမယ်အလောက်ဆိုရင်တော့မငင်းနဲ့ငါမြည်လောက်ကိုလောက်ရမယ်အလောက်ဖြစ်နေရင်မငင်းနဲ့ငါမြည်တဲ့နှစ်ခါပင်ပန်းတယ်ကွာလောက်เสียရှိရင်လောက်တာလောက်လိုက်တိတ်မှတ်သားဖို့ကောင်းတာကျွန်တော်တို့မှာလောက်เสียလောက်တယ်အများကြီးပဲနှစ်ပေါင်း40ကျော်ခဲ့ပြီနှစ်ပေါင်း50ကျော်ခဲ့ပြီကျုပ်တို့ဘာလုပ်ခဲ့ကြတာတော့ညင်းခဲ့ကြတာကျုပ်တို့ပင်ပန်းလိုက်တာဗျာဒီကနေ့ထိဒါကြောင့်မို့လို့ဒီကျေးရွာသူကျေးရွာသားတွေကိုပြောချင်ပါတယ်လှုပ်တဲ့အလုံးမှန်သမျှကိုညင်းမနေပါနဲ့တော့ဗျာညင်းရင်နှစ်ခါပင်ပန်းပါတယ်လှုပ်တဲ့နာကိုရဲရဲဝံ့ဝံ့လှုပ်ကြဖို့တိုက်တွန်းအပ်ပါတယ်ခင်ဗျာပြောရအောင်မယ်ဗျကျွန်တော်တို့ငငယ်တုန်းကငစိမ့်ဆန်စားရတာမှတ်မိမယ်ထင်တယ်ရွှေဘိုခွန်နီတို့ဘာလို့ဆို
တော်ချမ်းသာတဲ့လူမှစားတာကျွန်တော်ငယ်တုန်းကစံထဲမှာစပလုံးနေပါတယ်ဒီဘက်ခေတ်လို့ရွေးပြီးလေစံမျိုးမဟုတ်ဘူးကျွန်တော်ကစပလုံးရွေးစပလုံးလဲပါတယ်ကျွန်တော်ကြောက်ခဲအမဲတွေလဲပါအဲ့တော့စဘာဆိုင်တဲ့စနစ်ကဒီလောက်မကောင်းသေးဘူးကျွန်တော်တို့အိမ်မှာစံတစ်နေ့ကို2ပြည်လောက်ကုန်တယ်မနေ့တစ်ပြည်ညနေတစ်ပြည်ကုန်တယ်ကျွန်တော်ကနဲ့ကျွန်တော်အကူကကလေးဆိုတော့စော့ကျင်တာဒီအတွက်ကျွန်တော်တို့အဖိုးစံရွေးခိုင်းရင်ကျွန်တော်တို့ကຫນွေရာသီကျောင်းပည့်ရကြီးမှာကျွန်တော်တို့အိမ်ကတစ်လကိုစံပြည်60 80ကုန်တယ်ကျွန်တော်တို့10ရက်ထဲကိုစံပြည်80ညီကို2ယောက်ရွေးတာရွေးပြီးရင်ရွေးပြီးသားစပလုံးတွေကိုကျွန်တော်တို့အကျမ်းပကံရင်းနှီးကျမ်းပကံနဲ့ထည့်ပြီးအဖိုးကိုပြဖိုးဒါကတော့စပလုံးတွေပါဒါကြောက်ခဲပါဒါရွေးပြီးသားစံပါအဖိုးကမှွေကြည့်စပလုံးတစ်စီးပါရင်ကျွန်တော်တို့မကြီးခိုင်းနဲ့တစ်ချက်ရိုက်တာပြောင်းနေအောင်ရွေးရတာကျွန်တော်ညီကိုကလည်းစော့ကျင်တော့10ရက်နဲ့အပီးရွေးတာတနေကုန်ရွေးတာရွေးပြီးဘာလို့ရတော့မှာလို့စော့ရမှာဟုတ်ဗျကလေးဆိုတော့10ရက်လည်းပြီးရောကျွန်တော်တို့မှလွတ်လပ်ပြီးဆိုစော့မယ်လဲကြံရောစံတပြီရွေးရပြန်ရောဗျကျွန်တော်အကိုကျွန်တော်အကိုရေးလို့စံဝယ်တာလည်းမမြင်ဘူးဗျစံနေဘယ်ရောက်လာတာလဲအေးငါလည်းအဲ့ဒါစဉ်းစားနေတာကွာနောက်နေ့လဲရွေးရပြန်ရောအကိုကကျွန်တော်မေးတော့ပြောတယ်ငါသိပြီကွာငါတို့အဖိုးကလူရုပ်မာကြီးကွာအကိုဘာတော့မြလဲဟာမင်းငါတို့အဖိုးကစစ်စိတ်ရဲစိတ်ကွာမင်းနဲ့ငါတို့ညစ်ပတ်တာကွာလူရုပ်မာကြီးကွာဘာလို့ရုပ်မာလာတော့ဗျဘလို့ရုပ်မာလာတော့ဗျမင်းဘာသိလဲတဲ့ငါတို့တွေရွေးထားတဲ့စပလုံးတွေကိုစံနဲ့ပြန်ထက်ပြီးပြန်ရွေးခိုင်းတာကွာငါမနေ့ကလက်တဆုပ်ထဲတာငါမြင်နေတယ်ကျွန်တော်ဘိုးကကြားတာဗောဗျာဘယ်ပြောကောင်းလှန်ကြီးနဲ့လာရုပ်တော့ဘာဖြစ်လဲကွာရုပ်တော့ဒီအိမ်မှာငါအဖိုးတယ်ငါအကြီးဆုံးတယ်မင်းတို့အလကားနေရင်စော့ရင်သူများနဲ့ရံဖြစ်မှာဆိုလို့စေတနာနဲ့ထဲ့တာကွာမင်းငါ့ကိုရုပ်တယ်မာတယ်မပြောနဲ့တယ်မင်းတို့ချစ်လို့ငါစံရွေးခိုင်းတာတယ်အဲ့ဒီလိုပြောတဲ့အတွက်ထဲ့တယ်ကွာလက်နှစုပ်ထဲ့ကျွန်တော်ငိုလဲရတာဗျာအမှန်တော့အဖိုးတွေကကျွန်တော်တို့ရုပ်မာနေတာမဟုတ်ပါဘူးကျွန်တော်တို့ဘာဖြစ်နေတာတော့ချစ်နေတာလို့လဲကျွန်တော်တို့မြင်ပေးထိုင်ကြောင်းနှိုင်းရှင်ပြီးတော့သူတို့ရဲ့အချစ်ကိုလည်းမြင်အောင်စဉ်းစားတတ်ဖို့တိုက်တွန်းပါတယ်ခင်ဗျာကြွရအောင်မယ်ဗျာစံရွေးရင်ကျွန်တော်တို့ကစံရွေးတယ်မခေါ်ဘူးဗျငါမြည်တွေရွေးကောက်ပွဲကျင်းပမယ်ရွေးကောက်ပွဲဆိုရွေးပြီးကောက်ရတာဟုတ်ဗျာသူကကျွန်တော်တို့ကအဲ့ဒါကျွန်တော်တို့မှနွေရာသီတနွေရာသီတို့ရွေးကောက်နေရတယ်မပြီးဘူးဟေ့စော့ကိုမစော့ရဘူးကျွန်တော်အခုအာချောင်းတာခံလိုက်ရတာပဲအဲ့ဒီလိုအဖိုးရဲ့ကျွန်တော်အဖိုးကကြုံလို့ပြောရအောင်မယ်ဗျကျွန်တော်ငငယ်တုန်းကကျွန်တော်တို့ရဲ့အရှိဘက်ကဖယဏီဖျားထဲမှာဘောလုံးသွားခံတာဖယဏီဖျားကွင်းလေးကျတော့ဘောလုံးခံတာကျွန်တော်တို့အရာထဲမှာအဲ့တုန်းကလည်းဘောလုံးတွေခစ်စားတဲ့အချိန်ကျွန်တော်တို့ခေတ်တုန်းကဘောလုံးကန်တာကိုဒီခေတ်လိုမခေါ်အင်္ဂလိပ်လိုတွေသုံးတာဂိုကီပါတို့အဲ့လိုခေါ်တဲ့ခေတ်မင်းဘယ်မင်း left wing ကစားမလား right wing လားတို့မင်း blender လားတို့အဲ့လိုဘိုးလိုပြောပြီးကန်တဲ့ခေတ်ကျွန်တော်တို့ကဘောလုံးကန်တာကျွန်တော်ခေတ်တုန်းကဒီလိုသေးဘောလုံးမို့ plastic ဘောလုံးကလေးဆိုတော့ဘောလုံးကန်ကြတာလောင်ကြီးစားကြီးလဲကန်အလက်ကားလဲကန်တာကျွန်တော်တို့ ਨੇ ဘောလုံးကန်တဲ့အထဲမှာထူးထူးဆန်းဆန်းဘာပါလဲဆိုတော့ဖယဏီဖျားထဲမှာနေတဲ့သရောင်းစားရဲ့သားတစ်ယောက်လဲပါတယ်ဗျသူ့အဖေရောအမေရောသရောင်းစားသူ့အဖေရောအမေရောကျွန်တော်ဘောလုံးကန်ပေါ်ကန်ပဲသူ့နာမည်ကအေကိုတဲ့ဒီနေ့ဒီမှတ်မိသေးတယ်ဒီကောင်ကြောင်းတက်ရင်ကျွန်တော်တို့အတိုင်းပဲတတ်တတ်ရသူကနေတော့သရောင်းစားဖျားထဲမှာကတ်နေတာကျွန်တော်တို့ကတငယ်ချင်းလိုပဲကလေးဘွားတော့ကတော့ဘသူကသရောင်းစားဘာညာဆိုပြီးခွဲကြပြီးဆက်ဆံတာမျိုးမရှိဘူးဗျကျွန်တော်တို့ကဘောလုံးကန်ကြတရက်ကြဘောလုံး2ယောက်ပိတ်လိုက်တော့ဘောလုံးကဘောင်းနဲ့ကွဲသွားရောဗျကွဲသွားတော့ဘောလုံးကလည်းစက္ကန့်ချင်းနဲ့ဘောလုံးကန်မှုဘောလုံးကလည်းမရှိဘူးပတ်စံစုဆိုတော့ဘောလုံးတစ်လုံးစာလည်းမရဘူးငါတို့ကွာဘောလုံးကန်နေတယ်ဆိုတော့အဲ့ဒီသရောင်းစားကောင်အိမ်ထဲပြေးဝင်ပြီးတော့ပတ်စံယူထွက်လာတာလိုက်ခဲ့ဆိုမျိုးမြင့်ရုပ်ရှင်အနောက်ဘက်ကကိုတင်ဝင်းဆိုင်မှာဘောလုံးသွားဝယ်တာကျွန်တော်တို့တော်တော်လေးကြီးတယ်ပထမကန်တဲ့ဘောလုံးနဲ့တော်တော်လေးလှအဲ့ဒီဘောလုံးလေးကိုကျွန်တော်ကန်ပြီးပြန်လာရင်းနဲ့ကျွန်တော်တကယ်ချင်းအေးကိုမိတာဟဲ့ကောင်မင်းပတ်စံနေအများကြီးပါလားကွာမင်းအဖေနဲ့အမေဘာလုပ်တော့ငါအဖေနဲ့အမေသရောင်းစားကွာဟာမင်းသရောင်းစားမင်းပတ်စံနေအများကြီးငါသိဘူးကွာမင်းတနေ့ဘယ်လောက်ရတော့မင်းကွာငါအဖေနဲ့အမေမနေ့9နာရီလောက်ထွက်သွားတာကွာညနေ2ချက်လောက်ပြန်လာလို့ရှိငါထင်တယ်ကွာတယ်မင်း
5ချက်6ချက်လောက်တော့ရမယ်တဲ့အဲ့ခေတ်တော့5ချက်ဆိုအများကြီးဗျ5ချက်6ချက်ဆိုကျွန်တော်မှတ်ထား5ချက်6ချက်ဟာကျွန်တော်အိမ်ရောက်တော့ကျောင်းသားဆိုမြောက်ကြည့်တာပေါ့တစ်လောက်ကိုသူတို့ဝင်ငွေက210 250လောက်ရတယ်ဗျကျွန်တော်အိမ်ရောက်တော့ကျွန်တော်ထမင်းစားရင်းနဲ့ဖိုးကိုမိတာဖိုးလို့ကျွန်တော်အဖေလက်ကဘယ်လောက်ရတော့125ချက်တဲ့ဟာတလောင်းစားတောင်းစားတာ210 250လောက်ရတယ်ကျွန်တော်အဖေက125ချက်ဆိုတော့ကျွန်တော်စိတ်ထဲမှာအလင်းတစ်ခုရကျွန်တော်ဘာမှမပြောဘူးကျွန်တော်ထမင်းစားရင်မင်းဘာလို့မေးတာတော့ကျွန်တော်ဒီလိုပဲဗျလို့ဘောလုံးကွဲတဲ့ကိစ္စနဲ့အဲ့ဒါပြောတာသူတို့စိုးဗျဖိုးက250လောက်ရတာကြည့်ရင်သရောင်းစားလုံးမှာဖိုးရဆိုဘယ်ပြောကောင်းမလို့ဗျာကျုပ်ထပလက်နဲ့ရိုက်တာအဲ့လိုပြောလို့ရိုက်တာကျွန်တော်အဖိုးကကျွန်တော်ကလေးတွက်ကြည့်တော့ဟုတ်တယ်ဗျာကျွန်တော်အဖေမှာတစ်လားလုံးလှုပ်လိုက်ရတဲ့အလုပ်ဗျာလက125ကျပ်ရတာတောင်းစားတဲ့ကောင်ကအများကြီးရတာဗျာကျုပ်ကိုရိုက်တာဗျာမင်းပြန်ပြောစမ်းဘာလို့မှလဲတဲ့ကျွန်တော်သရောင်းစားလုပ်မှာဗျာဘာလို့လှုပ်ချင်တာလဲတောင်းစားတာပိုကြိုက်တယ်ဖိုးကဖြောင်းဒီတိုင်းပဲပြန်ဖြေသူဖြေခိုင်းလို့ဖြေတာပါတခါရိုက်ပြီးတာမဖြေရတော့ပါဘူးဒီတိုင်းပဲပြန်ဖြေကျွန်တော်ဖေနေကိုရဲလို့သူလက်ပိုက်ထားရတာပြီးတော့ तू ကရိုက်ရင်းနဲ့ပြောတာဒီမဲ့ငါမြည်တဲ့ပတ်စံရဖို့အတွက်ပဲရည်ရွယ်ပြီးအလုတ်လှုပ်တယ်ဆိုတာလူပြစ်လူညံ့နေအလုတ်กว่าအဖိုးစကားတိတ်မြင့်နေဗျကျွန်တော်နားမလဲဘူးဗျကျွန်တော်သိတာတော့ပတ်စံရတာမကောင်းဘူးလားဗျာပတ်စံရတာကောင်းတာဗောဗျအဖိုးကျွန်တော်ကိုရမင်းနားလဲလားတဲ့ဟုတ်ကဲ့အမှန်တော့ကျွန်တော်နားမလဲဘူးဗျပတ်စံတစ်ခုတည်းရည်ရွယ်ပြီးအလုံးမလုပ်ရဘူးကွာတဲ့ပတ်စံနောက်မှာလူရဲ့ဂုံတိတ်ခါဆိုတာရှိတယ်ကွာတဲ့ပတ်စံများရှိတိုင်းတထဲမထင်နဲ့ကွာတဲ့ဇာရိတ္တမွဲရင်လူမွဲလို့ခေါ်တယ်ကွာဇာရိတ္တမွဲရင်လူမွဲပတ်စံရှိတိုင်းတထဲမထင်နဲ့ကွာကာကြီးတိုက်ကြီးနဲ့နေတိုင်းတထဲမထင်နဲ့မင်းမျက်စီထဲမှာတင်တောင်းတင်တဲ့နေနိုင်တိုင်းတထဲမထင်နဲ့ဇာရိတ္တမွဲရင်လူမွဲမှတ်ထားပြောသုံးခေါက်ပြောကျွန်တော်ကငငယ်ကအော်ရတာဇာရိတ္တမွဲရင်လူမွဲဇာရိတ္တမွဲရင်လူမွဲကျွန်တော်မနဲ့မိုးလင်းအဲ့ရထိုင်လက်ပိုင်အဖို့သုံးခေါက်ဆိုပြကျွန်တော်ကသရောင်းစားလုပ်မယ်ပြောတာဟုတ်ဗျကျွန်တော်ဘိုးကကျွန်တော်စိမ့်ပြင်းနေပြေကိုရိုက်တာဗျကျွန်တော်ဖိုးပြောဦးတယ်လူတယောက်ဖြစ်လာတာဟာတဲ့တထေးဖြစ်ဖို့လူတိုင်းမှာတထေးဖြစ်ဖို့တာဝန်မရှိဘူးနော်ရိုးသားဖို့တာဝန်ကတော့လူတိုင်းမှာရှိတယ်ဗျကျွန်တော်တို့ကတထေးဖြစ်ဖို့တာဝန်ပဲရှိတယ်ထင်ပြီးကိုယ့်အတ္တအကျိုးလုပ်နေကြတာဒီကနေ့လူတိုင်းကလူဖြစ်လာတာတထေးဖြစ်ဖို့တာဝန်ရှိတယ်လို့လူတိုင်းထင်လို့ခက်နေတာလူဖြစ်လာရင်တထေးဖြစ်ဖို့တာဝန်မရှိဘူးတထေးဖြစ်အောင်စ조사ခြင်းစ조사မစ조사ခြင်းနေသို့တော်ရိုးသားတဲ့သူနိုးကြားတဲ့သူအကျင့်စာရိတ္တကောင်းတဲ့သူဖြစ်ဖို့ကတော့လူတိုင်းမှာတာဝန်ရှိကြောင်းကျွန်တော်ပြောကြပါတယ်ခင်ဗျာကျွန်တော်မှတ်မိတာလေးတစ်ခုလည်းရှိတယ်ဗျကျွန်တော်တို့မန္တလေးအိမ်တွေကဝကတ်မိုးတာဗျဝကတ်မိုးတယ်ဆိုတာသိမှာပါနော်ဝကတ်ကိုတန်လေးအိမ်နဲ့ရိုက်တာလေကျွန်တော်တို့ဝကတ်ကတစ်ခါမိုးပြီးရင်3နှစ်လောက်ခံတယ်ဗျ3နှစ်လေးနေဘာဖြစ်သွားပြီတော့ဆွေးရင်ဝကတ်ပြန်ပြီးမိုးကြရတာဗျဝကတ်မိုးတယ်ဆိုရင်ခေါင်မိုးပါဘယ်သူတက်တော့ယောက်ျားရတက်လားမိန်းမတွေတက်လားယောက်ျားတွေပဲတက်တာဗျယောက်ျားတောင်မှလက်သမားတွေတက်တာမဟုတ်ဘူးနော်အရက်တဲမှာရှိတဲ့လူတွေဝိုင်းအုပ်ပြီးယောက်ျားရတက်တာရွာလိုပေါ့ဗျအိမ်တိမ်ဆိုင်ဝိုင်းအုံပြီးစောက်တယ်လို့ပေါ့ကျွန်တော်ငယ်ငယ်တော့မန္တလေးကဒီလိုပုံစံမဟုတ်သေးဘူးဗျဒီလိုတိုင်းတစ်ပါးသားတွေများတယ်မြို့မျိုးမဟုတ်သေးဘူးဗျကျွန်တော်ရွာဒလေလေးရှိတယ်ဗျကျွန်တော်တို့ကအဲ့တော့ကျွန်တော်တို့ကဒီခေါင်မိုးမိုးပြီဆိုကျွန်တော်တို့ရဲ့အရက်ထဲမှာရှိတဲ့ကာလာသားတွေလာပြီးခေါင်မိုးပေါ်တက်ပြီးကတ်တွေကိုဘာလို့ချတော့ခေါင်အရင်ခွာခြေထောက်နဲ့ကတ်တွေတွန်းချလာဗျအောက်ကိုကျလာတဲ့ကတ်အဟောင်းတွေကိုဘာလို့ချတော့အရက်ထဲမှာရှိတဲ့မိန်းမတွေကခေါင်းကိုပစိုးအစုံနဲ့ထုတ်ရွက်ပြီးတော့လမ်းတိတ်ကမြူနီစပယ်အမိုက်ပုံသွားပို့လာအဲ့ဒီခေတ္တကမြူနီစပယ်ကနေတိုင်းသိမ့်နေဒီဘက်ခေတ်လို့2ရက်တခါခေါင်းလောင်းနေပါလိမ့်မခောက်ဘူးဗျအဲ့ဒီခေတ္တကဒီတဲ့ကောင်းတယ်ဟောခေတ္တကဒီတဲ့ကောင်းတယ်အခုကတော့ဗျအမိုက်ပြစ်ထားပြီးတော့တဏီကုံလို့သိမ့်နေမှသိမ့်တာကျွန်တော်အမိုက်တွေသွားပြစ်ရတာကျွန်တော်အဲ့လိုအမိုးမိုးတာကိုကျွန်တော်ကြုံတာကျွန်တော်မတ်ရရ9တန်း6တန်းလောက်ဖြစ်မှထင်တယ်ကျွန်တော်ကခေါင်မိုးပေါ်မတက်ဘူးဗျကျွန်တော်ကခေါင်မိုးပေါ်ဘာဖြစ်ချင်တော့တက်ချင်တာဖိုးကျွန်တော်ခေါင်မိုးပေါ်တက်ပြီးကတ်တွေတွန်းချချင်တယ်တက်ကွာဖိုးကသူ့ပခုံးပေါ်ကျွန်တော်ထမ်းတင်ပေးတာကျွန်တော်ခေါင်မိုးပေါ်တွေ့တက်သွားတာ
သူများလှုပ်တယ်လို့ပေါ့နော်နောက်ကိုကန်ပြီးတော့ခြေထောက်နဲ့ဘာလို့ချတော့တွန့်ချလာဗျကတ်တီကိုသူများလှုပ်တယ်လို့လှုပ်ဒီကိုလုံးနဲ့ချက်ခိုးတွေကိုမဲလို့အဲ့လိုထူးဆန်းတာဗျကတ်မိုးတယ်ဆိုတာနေချင်းပြီးမိုးလာ၄၅ရက်ထားလားနေချင်းပြီးမိုးကမိုးတွေပါရွာအင်ပစ္စည်းတွေဆိုမှရွှဲမှဆိုလို့နေချင်းပြီးမိုးဆိုတော့မနဲ့ထမင်းစားချိန်မတိုင်ခင်ကတ်တီကိုအပြီးတွန့်ချလာဗျထမင်းစားပြီးဘာလို့ကြရတော့မိုးတာထမင်းစားချိန်လဲတောင်ခေါမိုးကကတ်တွေမရှိတော့ဘူးအားလုံးလူကြီးတွေကဖုတ်ခနဲ့ခုံဆင်းသွားတာကျွန်တော်အလဲရောက်ကိုဗျတက်တုံးကတော့အဖိုးပခုံးကတက်တဲ့ကောင်အစင်းကြကျွန်တော်ကမစင်းရတော့ဘူးဗျကျွန်တော်ထင်ပါတယ်ကျွန်တော်တို့အိမ်ကမြင်လာလို့ရှိရင်12ပေလောက်မြင့်မယ်ထင်တယ်ဗျနှစ်ထပ်အိမ်မဟုတ်ဘူးနော်ရိုးရိုးအိမ်လေး12ပေသို့မဟုတ်13ပေလောက်အဲ့တဲ့မမြင့်ဘူးကျွန်တော်သိကျွန်တော်ခုံမချရဲဘူးဗျကျွန်တော်ဖိုးလို့ခေါ်တော့ကျွန်တော်ဘိုးကစစ်လက်ကြီးတောက်စစ်ဗင်းလေးကြီးတောက်အောင်သူရင်းနှီးချမ်းတောက်နေဟေးတဲ့တားခုံမချရဲလို့ဗျလို့ဟာအနေလေးမင်းခုံချလိုက်တယ်အဲ့ဒီအချိန်မှာတအိမ်လုံးကလာကူတဲ့သူတွေထမင်းကျွေးနေကြပြီဗျထမင်းဟင်းတန်လေးကလည်းမွေးတော့ကျွန်တော်ကဘာဖြစ်နေပြီတော့ကျွန်တော်ကတော်စားနေပြီထမင်းလည်းတွေ့ကျင်လာပြီအမေတို့အတော်တို့အဖွားတို့ကထမင်းတစ်ခုတဲ့နေရာမှာလုံနေတာအဖိုးတရားပဲစစ်လက်ကြီးတောက်ပြီးကျွန်တော်ပြုံးရဲမင်းခုံချပါငါမီးရနှိမ့်လေးပါကွာမင်းရလေတဲ့အဖိုးလက်ထပေါင်းသားရှိတာကွာခုံချကျွန်တော်ခုံချမကြလားအဖိုးခုံချရဲဘူးဗျလို့ခုံချပါကွာလေကားလည်းမရှိဘူးကွာအဖိုးကျွန်တော်ခုံမချငါဖမ်းမယ်ကွာတကယ်လာတယ်ကျွန်တော်အဖိုးကြောင့်သိတယ်ဗျငယ်လေးတွေကစပလုံးတွေတောင်စံနဲ့ထက်ပြီးရွေးခိုင်းတော့ကျွန်တော်မယုံဘူးဗျခုံချဆိုတာခုံချဆိုတော့အဖျားလေးမှာဖိုးတကယ်ဖမ်းမှလားဟာမင်းကငါမယုံဘူးလားတဲ့ဖိုးဖမ်းမှလားမင်းငါဖမ်းမှာပါဆိုမှခုံချကျွန်တော်မယုံဘူးဗျကျွန်တော်နှလုံးမိတ်တဲ့1 2 3ပြီးခုံဆိုမင်းခုံလာချလိုက်တယ်ကျွန်တော်ကလည်းဘယ်ပြောကောမျက်လုံးကိုစုံမိတာ1ကျွန်တော်လက်သီးဆုပ်ခါမဟုတ်ကလေးထိုင်တယ်2မျက်လုံးဖွင့်ကြည့်တော့အဖိုးကလက်ကလေးတန်းထား3လက်လေးတန်းထားတာခုံလည်းပြောကျွန်တော်ခုံချလိုက်တာမဖမ်းဘူးဗျာကျွန်တော်တကယ်မဖမ်းတာကျွန်တော်ကဖမ်းမယ်ထင်ပြီးခုံချလိုက်တာအောက်ကိုတကယ်ဘောက်ခနဲ့ပြုတ်ကြတာနော်ကျွန်တော်အဲ့ဒီလိုလဲပြုတ်ကြရောဘယ်ပြောကောင်းမှုကျွန်တော်ငိုတော့တာပေါ့ဗျာပလီပလာငိုတာကျွန်တော်အကျယ်ကြီးကိုငိုတာလာကြပါဦးများချစ်ချပါဗျာရက်စတကအဖိုးသားမချစ်ဘူးဗျာကျွန်တော်ကတအားငိုတာကျွန်တော်ကအဖွားသိတ်ချစ်တယ်အဖွားရဲ့အသေးဖွားသေးပေါ့ဗျာကျွန်တော်လဲလိမ့်ကြတာမြင်အဖွားလုံနေရပြေးလာတာအဖွားလည်းမြင်ရပုံငိုတာပေါ့ကျွန်တော်အဖိုးကျွန်တော်အဖွား special ဆူတာရှင်ကလေးကိုရက်စက်တဲကြည်စမ်းမအောင်ရှင်ဖမ်းမယ်ဆိုဘာလို့မဖမ်းဘူးကလေးခုံချချစ်ကြိုးပြီးသားကြိုးပါပြီဆိုအဖိုးကသွေးထောင်တွေကပယုတ်စီထုတ်လာပြီးတော့ကျွန်တော်ခေတ်ကတေဇောပန်းပယုတ်စီခေတ်လကပလီလာတဲ့ဒီကောင်လူလိန်နဲ့လူခောက်တဲ့လူငယ်ဆိုမလိန်ရဘူးကွာမင်းဒီရက်လိန်တိုင်းကြည့်ရင်မင်းတို့ကောင်တွေသွားလူငယ်တွေအခုတွေကလိန်မာမှလူငယ်တွေစ조사မှလူငယ်တွေရိုးသားမှမင်းငါမြည်မင်းလူလိန်နဲ့မင်းခြေမကြိုးဘူးတဲ့ခြေမကြိုးရှောက်မပြောနဲ့တဲ့မင်းခြေတကယ်ကြိုးလို့ရှိရင်တဲ့ငါအသက်အလျော်ပေးမယ်တကယ်မကြိုးဘူးဗျာကျွန်တော်သိတယ်မကြိုးတာကျွန်တော်ခြေကြိုးပါပြီဗျာလို့ငိုတာအဖိုးကမကြိုက်တာမင်းမလိန်ရဘူးကွာလူငယ်ဆိုတာမလိန်ရဘူးလူငယ်တွေလိန်လို့အဲ့ဒီလူငယ်တွေကြည့်လို့လူကြီးလူလိန်တွေဖြစ်ကုန်မှာပေါ့လူငယ်လူလိန်ဖြစ်ရင်လူကြီးလူလိန်ဖြစ်ရင်ဘယ်ကောင်းတော့မလဲတဲ့မင်းလိန်လို့ရှိရင်ငါဒုက္ခပဲတဲ့ငါအသက်ကြီးရင်မင်းလက်ထက်ငါအရာမှာကွာမင်းကလိန်ပြောတတ်တယ်မင်းပလီပလာတအားလုပ်တယ်ပြားစမ်းတယ်ဆိုကျွန်တော်ဇက်ခနဲ့ဆွဲပြီးတော့ပယုတ်စီနဲ့ကျွန်တော်ပုတ်ပေးတာကျွန်တော်အဖိုးတော်နဲ့ကြောက်တယ်ဗျာသူ့လှန်ကြီးအောင်ကျွန်တော်ကြောက်တာအဲ့ဒါနဲ့ကျွန်တော်ကအဖိုးမရဲတရဲလေးကြည့်ပြီးချွဲတာပေါ့ဖိုးကသားအောင်မချက်ပါဘူးဗျာဟောကျွန်တော်ချွဲတာဗျာအဖိုးကထမင်းစားရင်းနဲ့ငါမင်းသိချစ်တာပေါ့ငါမြည်ရတဲ့မင်းသိချစ်လို့ငါမဖမ်းတာတဲ့မင်းခုံချိုင်ငါမဖမ်းတာချစ်လို့ကွာချင်းဖိုးတောက်ဖမ်းမှာပေါ့ဟာဒီမြန်ငါမြည်တယ်မင်းတို့စံရွေးတော့ငါစံထက်ခဲ့တာလေငရုတ်တိရောက်တော့ခိုင်းတာမင်းတို့မချစ်လို့မဟုတ်ငါတို့ကရုပ်မာတာမဟုတ်ဘူးလူကြီးဆိုတာမရုပ်မာဘူးနော်သူတို့ညံနေကျွန်တော်တို့ညံနေပါလို့မတိုက်ဆိုင်လို့မတူလို့ရုပ်မာတယ်လို့ကျွန်တော်တို့ကထင်တာအဖိုးကကျွန်တော်ကမရုပ်မာဘူးမင်းကိုချစ်လုံးလို့မဖမ်းတာဖိုးကလည်းဗျာတာမချစ်လို့ပါအဖိုးတာမချစ်ဘူးတာသိတယ်ဖိုးဟင်းနေထက်ပြီးကျွန်တော်အသားတွေနှွင်ပြီးချစ်တာပေါ့ငါမြည်ရတဲ့မင်းကငါဖမ်းလိုက်လို့ရှိရင်ရတာပေါ့မင်းကွာတဲ့7 12ပေလောက်အပြင်းတော့မှမင်းဒီရွယ်ခုံမချရဲဘူးဆိုရင်မင်းဘွားကြောက်လို့မင်းဘလို့လို့ကိုကိုမှာတော့မှတ်ထားကွာတဲ့ကြီးပွားတိုးတက်ဖို့ဆိုရင်မင်းဘသူမှမယုံနဲ့ကွာတဲ့မင်းအတွက်မင်းကိုမင်းမဲယုံမင်းကြီးပွားတိုးတက်ဖို့အတွက်အဖေလည်းအာမကုန်နဲ့
အမေလည်းအာမကိုနဲ့အဖိုးဘွားလည်းအာမကိုနဲ့ဘယ်ဆွေမျိုးမှအာမကိုနဲ့မင်းကိုမင်းအားကိုးกว่าလေအဲ့ဒီစိတ်ဖြစ်အောင်ငါမဖမ်းတာဟိအောင်ငါမြည်တယ်တောင်းယုံတောင်းမချစ်လို့ဗျာတောင်းမချစ်လို့ဗျာမင်းကွာမင်းငိုချင်းငိုတဲ့မင်းကြည့်ရင်သိလိမ့်မယ်တဲ့ဟုတ်တယ်ကျွန်တော်ကိုသာကျွန်တော်အဖို့ငယ်တော့ဟောဒီလိုလေးဖမ်းပြီးဟောဒီလိုလေးအောက်ကိုချပြီးထမင်းသာကျွန်တော်ခွန့်ကြွေခဲ့ရင်ကျွန်တော်ဒီအချိန်မှာလူတစ်လုံးသူတစ်လုံးဖြစ်ခွင့်မရှိဘူးဗျကျွန်တော်အဖို့တကယ်မဖမ်းငယ်ဘူးကျွန်တော်ခြေတော်လေးမြက်သွားတာအကြောလေးကိုထုံးလို့ပရုပ်စီနဲ့ညာတိုင်းပုတ်ပေးတယ်ကျွန်တော်အဖိုးကကျွန်တော်ကိုပြောတယ်ဗျခြေတွေလက်တွေမပါတဲ့ပြစ်တိုင်းတောင်လေးတောင်မှလဲနေရင်သူ့ဘာသူပြန်ပြီးထရသေးတာပဲကွာငါတို့ကလူတွေလေခြေလည်းရှိတယ်လက်လည်းရှိတယ်အုံတော်လည်းရှိတယ်အသိဉာဏ်လည်းရှိတယ်လဲရင်ပြန်ထဖို့ကြိုးစားရမယ်ဆိုတဲ့အသိကျွန်တော်ဝင်လာတယ်လဲရင်ပြန်ထဒါဘဝပဲဒါကျွန်တော်ရဲ့ကိုရွေ့ဗျအဖိုးပြောတဲ့စကားတွေမှတ်သားလောက်တယ်ဗျလှိုင်းနေထန်နေတိုင်းနဲ့ငါးကလေးတွေကကြောက်ပြီးရေမကူပဲနေလို့လားတဲ့အဖိုးမြဲပြောတယ်ဗျလှိုင်းနေထန်နေတိုင်းငါးကလေးတွေကကြောက်ပြီးရေမကူပဲနေလို့လားတဲ့လူတွေကသာတစ်ခုခုကိုကြောက်ပြီးဘာမှမလုပ်ပဲငုတ်တုတ်ထိုင်နေတတ်တာကျွန်တော်အဖိုးအမြဲပြောတဲ့စကားဒါကြောင့်မို့လို့ဒီကနေ့ကတော့ကျွန်တော်အဖိုးကိုကျွန်တော်ကတတိရတဲ့အတွက်အဖိုးပြောတဲ့စကားတွေအကြောင်းကျွန်တော်တို့အိမ်ကမနဲ့မချမ်းသာဘူးဗျမနဲ့ဆိုဟောလစ်တောင်းရတယ်ဗျဟောလစ်အဖိုးအမြဲပြောတဲ့စကားရှိတယ်ဘာမှဟောလစ်တောင်းမဟဲ့ဆိုငငယ်တော့ကသိပ်ပြောတာထမရေဗျထမရေစားခတ်တိုက်တာအိုဘတ်တင်းဟဲ့ထမရေပဲအိုဘတ်တင်းနဲ့တကြားရောလိုက်သူကထမရေတကြားရောရင်အိုဘတ်တင်းဟဲ့ဆိုမနဲ့မိုးလင်းထမင်းမစားရတကယ်ချွေတာကြီးဝန်နှံသားသမီးကိုဗျကျွန်တော်တို့ကအဲ့ဒီလိုစီကန်းကြီးတဲ့အဖိုးအောက်ကကျွန်တော်တို့ကလူဖြစ်လာတာကဲကြည့်ပါဦးဗျာကျွန်တော်တို့တိုင်းပြည်ဟာတခြားတိုင်းပြည်တွေတာတဲ့အချက်တွေအများကြီးရှိတယ်ကျွန်တော်တို့အခုရွာတွေလာတာပဲစီတန့်လို့ကျွန်တော်သုံးမိတာပဲစီတန့်ဆိုတာမြို့ကလူတွေသုံးတာလေတောမှာပဲစီတန့်လို့မပြောပါဘူးပဲစီစစ်တယ်လို့ပဲပြောတယ်တဲ့စစ်တာနဲ့တန့်တာနဲ့မတူဘူးနော်တန့်တယ်ဆိုတော့မတန့်သေးလို့ပြောတာဗျမြို့မှာပဲစီတန့်ရွာလူတွေပဲစီစစ်သုံးရတာမြို့နဲ့ရွာနဲ့ဘယ်ဟာကောင်းတော့လူတွေကရွာထင်မကြည့်ဘူးကဲကျွန်တော်မေးကြည့်မယ်ဗျဒီပေးသက်ကြီးကိုကဘာပေါ်မှာအလှဆုံးပန်းဘယ်ပန်းတော့ဖြေကြည့်ပါပန်းလေးတစ်ပွင့်လောက်ပြောကြည့်ပါကဘာပေါ်မှာအလှဆုံးပန်းဘယ်ပန်းတော့ပြောကြည့်ပါဗျကျွန်တော်သိချင်လို့ပါသစင်ပန်းလားတစ်ခွာပန်းနဲ့ကိုစိုးသူကတစ်ခွာပန်းလို့ဖြေတယ်နောက်ရောကဲဖြေကြည့်ပါဦးမြစ်စုတကနှစ်ပန်းလားကဲဖြေကြည့်ပါဘယ်ပန်းအလှဆုံးလို့ကဘာပေါ်မှာဟုတ်ပြီစရပန်းနင်းစီပန်းဖြေကြလိမ့်မယ်မဟုတ်ဘူးကဘာပေါ်မှာအလှဆုံးပန်းသစင်ပန်းလည်းမဟုတ်ဘူးဇွန်ပန်းလည်းမဟုတ်ဘူးစပယ်ပန်းလည်းမဟုတ်ဘူးနင်းစီပန်းလည်းမဟုတ်ဘူးကိုခေါင်းပေါ်မှာပန်ထားတဲ့ပန်းအလှဆုံးပန်းပဲဗျကိုခေါင်းပေါ်ပန်ထားတဲ့ပန်းချလှတယ်လို့မမြင်ပဲသူများခေါင်းပေါ်ပန်းကိုလှတယ်လို့မြင်နေတဲ့သူဟာချစ်သူတယောက်ရဲ့ရင်ခွင်တွေကနေဟိုဘက်ရင်ခွင်ကူးခြင်းနဲ့ပြစ်စားမှဖြစ်သွားမှာပေါ့ဗျတမ်းမေအောင်မယ်ကဘာပေါ်မှာအလားဆုံးမျိုးသမီးအလားဆုံးမိန်းမဘယ်သူတော့ကဲမြန်မာနိုင်ငံမှာအလားဆုံးမိန်းမဘယ်သူတော့သူကကိုမိန်းမတယ်မိန်းမကိုကြောက်ပုံရကဘာပေါ်မှာအလားဆုံးမိန်းမရုပ်ရှင်မင်းသမီးတွေမင်းမဟုတ်ဘူးမော်ရခဲတယ်မဟုတ်ဘူးမြန်မာနိုင်ငံမှာအလားဆုံးမိန်းမကတော့ကျောက်တော်ခမားတို့အားလုံးရဲ့အိမ်မှာရှိတဲ့ကျွန်တော်တို့အမေဟာအလားဆုံးမိန်းမပေါ့ဗျဒီလိုပါပဲကဘာပေါ်မှာနေခြင်းစရာအကောင်းဆုံးနေခြင်းစရာအကောင်းဆုံးတိုင်းပြည်ဟာကျွန်တော်တို့အတွက်မြန်မာပြည်ပဲပေါ့ဒီတိုင်းပြည်ဟာနေခြင်းဖို့ကျွန်တော်တို့အတွက်နေစရာအကောင်းဆုံးဒီတိုင်းပြည်ပဲရှိတယ်ခမည်းတော်အတွက်ဒီရွာအကောင်းဆုံးပဲဒီရွာကြီးတိုးတက်ဖို့လိုတယ်ငါတို့ရွာမတိုးတက်ဘူးတိုးတက်တဲ့မျိုးပြောင်းမယ်ဟဲ့ဆိုရင်ဒါပြစ်ဒဏ်စိတ်ဖြစ်သွားမှာပေါ့
ကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့ရွာကြီးတွတ်တဲ့အောင်လှုပ်ဖို့တာဝန်အရှိဆုံးကျွန်တော်ရွာတွေလာတဲ့အခါကျွန်တော်မကြိုက်တာတွေရှိတယ်ဗျရွာလူတွေသဘောကျမလားတော့မသိဘူးဟိုတော့ကတောင်သူဦးကြီးတွေကပတ်စံရှားတယ်ဗျဒီကတောင်သူဦးကြီးတွေကဘာပဲပြပြပေါ့နော်ဒီမှာဆိုဗျာတခွားသီးတွေနဲ့လေငွေစာကြေးစာလေးတွေရတယ်ပတ်စံရှိရင်ဘာလုပ်တော့ကျွန်တော်တို့ပြောကြည့်ပါကျွန်တော်တို့ရွာသူရွာသားများပတ်စံရှိရင်ဘာလုပ်တော့ရွှေနည်းနည်းလေးဝယ်တာပါစိုက်ကယ်ဝယ်တယ်ဗျာ TV တွေဝယ်တယ်ဗျာမီးစက်တွေဝယ်တယ်ဗျာပြီးတော့ဘာလုပ်တော့ဘီယာလေးတောက်တယ်ဗျာချဲလေးထိုးတယ်ဗျာဘောလုံးပွဲလေးလောင်းတယ်ဗျာကိုယ်လူတွေကအထင်ကြီးအောင်လို့ဟုတ်ပြီလားအလူတန်လေးပါလေးရက်တောင်လေးနဲ့ဓာတ်ပုံလေးရဗင်တိုင်းလေးအိမ်မှာကတ်တယ်ဗျာအမေသားတွေသမီးတွေနဲ့ပတ်စံတွေကိုအကုန်လုံးလွတ်ပစ်တာနောက်တမိုးလေရောက်တော့မိုးခေါင်တော့ဘာမှမဝင်လဲဝင်ငတ်ပြီးနေကြရောခင်ဗျားတို့ကျွန်တော်တို့အဲ့ဒီစိတ်ဓာတ်တွေကိုပြင်ဖို့လိုတယ်ဗျပတ်စံတောင်သူဦးကြီးတွေကျွန်တော်ချစ်တာလည်းရှိတယ်ဗျကျွန်တော်စိတ်ထဲမှာဘယ်အတ္တိရလဲဆိုတော့ကျွန်တော်ငငယ်တုန်းကစပားစိုက်တာမြင်ဘူးတယ်ငငယ်တုန်းကဆိုတာ6 တန်းလောက်မှာကျွန်တော်ကမေးဘူးတယ်ဗျကျွန်တော်ဆရာကိုစပားစိုက်တဲ့အခါမှာတောင်းထဲကိုဘာထည့်ထားတော့စပားကိုလက်နဲ့ဘာလုပ်လိုက်တော့စုပ်ပြီးတော့မြေကြီးပေါ်ဘာလုပ်လိုက်တာတော့လွတ်ပစ်လိုက်တာလို့ကျွန်တော်ကထင်တာဟာစပားတွေလွတ်ပစ်နေတာစပားတွေလွတ်ပစ်နေတာကျွန်တော်အဲ့လိုမြင်တာအမှန်မဟုတ်ဘာလို့တာတော့စိုက်တာဗျစပားကိုပြိုးတာဗျကဲစပားစိုက်တဲ့လူကမြေကြီးပေါ်လွတ်ပစ်လိုက်ပါပြီတဲ့အပင်ပေါက်ချင်မှပေါက်မှာတဲ့အပင်ပေါက်ရင်ရောအသီးသီးချင်မှသီးမှာအသီးသီးရင်ရောရိတ်သိမ်းတဲ့အချိန်မှာမိုးလေကင်းချင်မှကင်းမှာမိုးလေကင်းပြီးခြွေလစ်ပြီးတော့စက်ကိုရောက်တဲ့အခါရောအကျိုးအခြေတွေပါခြင်းရင်ပါအောင်မကဲမကျိုးကောင်းတယ်ဗျာဈေးကောင်းလဲရခြင်းမှရအောင်မှာမရေရာမှုတွေနဲ့ဖြတ်တန်းရတာတော့ကျွန်တော်တို့ကအဲ့ဒါကအရသာဗျာလောကကြီးမှာတေချာနေပြင်းစရာကြီးဗျာကျွန်တော်ဒီမိမနဲ့သာရမယ်လို့ပြောထားလိုက်အမေက12နှစ်ကလေးကပြင်းစရာကြီးဗျာပြင်းစရာကြီးဗျာကိုကလိုက်ရသေးတယ် तू ကြိုက်မကြိုက်ဟာညအိတ်မပြော तू မကြိုက်ဘူးတဲ့ဟာကိုမှခံစားအရသာရှိလိုက်တာဗျာပြီးတော့ तू ပြန်ချင်ဟာပြောစရာကြီးထီထိုးထီပါလို့ထိုးလို့ပေါင်းမယ်လို့ခမ ्या ကိုလေဘေးရစရာပြောကြည့်ပြင်းစရာကြီးဗျခမ ्या ကိုဘယ်နည်းတင်မယ်လို့သာခမ ्या သိကြည့်လိုက်ပြင်းစရာကြီးဗျဘယ်နည်းတင်မယ်ဆိုတာမသိတော့ပြောစရာကြီးကျွန်တော်တို့မှာဆိုလိုချင်တာတော့မသေးချာမရေရာတာကလူဘဝရဲ့အဓိပ္ပာယ်ဗျမသေးချာမှုကိုကျွန်တော်တို့ကချစ်ရတယ်မသေးချာမှုကိုချစ်တယ်လို့ကျွန်တော်တို့ကစနစ်တကျလဲလုပ်ဖို့လိုတယ်ကျွန်တော်ရဟန်းတန်ဃာတော်များနဲ့ကျွန်တော်အမြဲကျွန်တော်ခင်တာတွေရှိပါတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာတွေမှာယူဆအလွဲတွေရှိတယ်ဗျဖြစ်ပြက်လို့ပြောတယ်ဟုတ်ပါတယ်ဖြစ်ပြီးရင်ပြက်တာလက်ခံပါတယ်ဖြစ်ပြီးလို့ပြက်မယ်လို့သိရင်စနစ်တကျပြက်အောင်စီးရှိကမ်းရှိပြက်အောင်လူလက်ခံနိုင်အောင်ကိုယ်တိုင်လက်ခံနိုင်တဲ့ပြက်ချင်းမျိုးနဲ့ပြက်အောင်စ조사ရမှာဒီအတိတ်ပဲကိုပြောတာဖြစ်ပြီးပြက်တာပါကွာလုံမနေတာနဲ့ကွာမင်းကလည်းအဲ့ဒီလိုဗျာပါလားစကားမဟုတ်ဘူးနော်ဖြစ်ပြီးရင်ပြက်တယ်ဆိုတာဟုတ်ပေမဲ့စနစ်တကျပြက်ဖို့စီးနဲ့ကမ်းနဲ့ပြက်ဖို့လူလက်ခံနိုင်အောင်ပြက်ဖို့ကိုရောသူရောဂုံသိက္ခာရှိအောင်ပြက်ဖို့လေဒီလိုလဲစဉ်းစားပေးရသေးတာကျွန်တော်တို့အဲ့လိုမစဉ်းစားဘူးကဲတောင်သူဦးကြီးတွေဒီမှာရှိတဲ့ယာသမားလယ်သမားတွေဒီကနေပတ်စံတွေဝင်ပြီးအဲ့ဒီပတ်စံတွေကိုကျွန်တော်တို့ကဘာလို့ပြင်မှာတော့ခုနကလိုပဲစိုက်ကယ်တစ်စီးကနေ2စီးအဲ့ဒီစိုက်ကယ်စီးလို့ခြေကျိုးတဲ့ကောင်ဆေးကန်းပိုးရတာနဲ့သူများတိုက်ခွဲလို့9 သိန်းယော်လိုက်ရတာနဲ့ပြီးတော့ဒီရတဲ့တခွားသီးပတ်စံကုန်ရောဒီလိုဖြစ်နေတာရွာတိုင်းကြီးပဲကျွန်တော်အကြံပေးနေတာပါဒါကျွန်တော်စေတနာစကားပါပါကစ္စတန်နိုင်ငံမှာကျွန်တော်ဘင်္ဂလားဒေ့ရှ်မှာအရင်ဆင်းရဲတယ်ဗျတောင်သူတွေနဲ့ပတ်သက်ပြီးသူတို့ကြီးပွားတိုးတက်အောင်လုပ်တဲ့စနစ်တွေရှိတယ်တောင်သူကြီးများပတ်စံဝင်လာရင်အဲ့ဒီပတ်စံတွေကိုဒီမှာရဟန်းတန်ဃာတော်များကိုယုံကြည်စိတ်ချစွာနဲ့သူတို့ငွေစုပါစုလိုက်ရဟန်းတန်ဃာတော်များငွေစုထားခင်ဗျာပတ်စံနေများတဲ့ဒီလားစုခင်ဗျာပတ်စံခင်ဗျာမပြောင်းစေရဘူးစုဖုန်းတော်ကြီးများကိုလည်းလေအထင်ကြီးလေးစားဖို့လိုတယ်ဖုန်းတော်ကြီးများမြို့မှာနေတာရွာမှာနေတာမဟုတ်ဘူးမြို့မှာအလဲဆုံးလူကိုပြောဆိုဖုံးနေလူအလဲဆုံးပဲလူလို့ပြောတာခွန်းလက်ပါပြီအဲ့လိုရိုင်းနေထင်ခွန်းလက်ပါပြီအကရပါပြီဘာကြောင့်လဲလဲပြောရင်အိမ်တိုင်းရောက်ဖူးတာနော်အိမ်တိုင်းရဲ့လေကြီးပွားတာတိုးတက်တာနှိမ့်ကြတာမကောင်းတာကောင်းတာစိတ်ဓာတ်မြင့်တာနှိမ့်တာအကုန်သိတယ်ထုတ်တာမပြောတာဘယ်လိုနေကြီးပွားမယ်ဘယ်လိုနေမကြီးပွားဘူးရွာကိုပြန်လာတဲ့အခါမြို့မှာရှိတာတွေကိုရွာကိုသူကပေးချင်တာရွာလူကလက်မခံဘူးဗျဖုံးနေဆိုတာတမျိုးလုံးသွားတာကျွန်တော်တို့မရောက်ဘူးတဲ့နေရာရောက်ဘူးတဲ့အိမ်တိုင်းစီသူတို့ကသိတယ်ဘယ်လိုနေကျုပ်တို့တိုးတက်မစားဘုန်းကြီးတွေအသိဆုံး
ကျွန်တော်တို့ဆိုတာအိမ်ပေါင်းစီမရောက်ဘူးအိမ်တိုင်းမရောက်ဘူးသရစိတ်ကရှိပြီးသားဘုံဘုံနေရဒီပရိယတ်တိစာပေတွေမကဘူးလူတွေရဲ့အခက်အခဲကိုလည်းဘုန်းကြီးတွေသိတယ်ဘုံဘုံတွေကိုယုံသူတို့ပတ်စံနေအထားသူတို့ကနေပတ်စံနေစုဖွဲ့ပြီးဥမာဆိုပါစို့တခွားသီးဈေးကွက်ကျွန်တော်တို့ကိုယ်တိုင်ဈေးကွက်ကင်မယ်ဗျာမရဘူးလားတရုတ်ပြည်ကမဝယ်ရင်ခမရောက်တခွားသီးနွားပြည့်ပြရကိုရွေးပဲဟိုတနေ့ကကျွန်တော်ဒီလမ်းအဖြတ်တယ်ဝယ်မဲ့လူမရှိလို့အဲ့ဒါဝယ်တာတစ်လုံးခွက်ကြွေတာ6လုံးလောက်ရှိတယ်ကျွန်တော်တို့ချိုလာမြကြီးမချိုးဘူးနောက်တစ်လုံးခွဲတာပတ်စံပေးရတာမပေးပါနဲ့ဆရာနွားကြွေမဟင်းသေးပါရောသူကနွားမပြောကျွန်တော်တို့ကြွေးသလိုဖြစ်နေတယ်ဆရာဟိုကမဝယ်ဘူးတဲ့အဲ့ဒါနွားကြွေးရမယ်သူဆရာတို့စားပါဟင်းဆိုလိုချင်တာကကျွန်တော်တို့မှာဈေးကွက်အယူအဆတွေဖုံဖုံတို့ကိုမေးပါဖုံဖုံတို့ကရွာမှာလေကျွန်တော်တို့ဒီဘောကုန်းစည်းတိုင်းတွေပါလေအမြဲဖြတ်တန်းတာသိတယ်ဒီလိုပဲတင်းနံနဲ့ပတ်သက်တဲ့မျိုးကောင်းတွေတစ်ပင်ဆိုတာစိုက်တိုင်းအပင်ပေါက်တိုင်းအသီးဖြစ်တိုင်းအသီးကောင်းတာမဟုတ်ဘူးမျိုးကောင်းကိုစိုက်မှာပင်ပန်းရကြိုးနတ်တာအဲ့လိုမျိုးကောင်းတွေရောက်ဖို့အတွက်ဤပညာတွေဝယ်မှာပေါ့ဤပညာသင်တန်းတွေပေးမှာပေါ့ရတဲ့ပတ်စံတွေစုမှာပေါ့အဲ့လိုနည်းနဲ့ကျွန်တော်ကိုလူကိုရလောက်ရမှာပေါ့အဲ့ဒီလိုစိတ်မရှိပဲရသမျှပတ်စံလေးကိုစိုက်ကယ်လေးစီးလိုက်ဖေနိုင်ဓာတ်ပုံလေးနဲ့ကြွားလိုက်ဆိုရင်တော့ကျွန်တော်တို့လူမျိုးတွေကြီးပွားမှာမဟုတ်ဘူးဒါတော့ကျွန်တော်ကြုံသုံးပါနောက်တစ်ခုလဲကျေးရွာစာကြည့်လိုက်ဒီဖွံ့ဖြိုးကိုပြောကျင်သေးတယ်ဗျကျွန်တော်ပေးတဲ့အကြံဉာဏ်ကိုကြိုက်ရင်တော့သုံးပါတချို့ရွာတွေဒီဟာကိုကြိုက်လို့သုံးကြပါတယ်ဒီလိုလုပ်ပါဗျာကျေးရွာစာကြည့်လိုက်လူတစ်ယောက်ကပတ်စံ1000လူဆိုရင်နှမျောတယ်ဗျပတ်စံအလူမခံနဲ့ကျေးရွာစာကြည့်လိုက်မှာမဟေတီပေါ့မရွှေမြူတေပေါ့မဂ္ဂဇင်းနာမည်တွေရေးထားလိုက်ဒီကဂျာနယ်နာမည်တွေရေးထားလိုက်ဘုန်းကြီးများစွန့်ကြိုက်နေ့စဉ်ဘယ်အိမ်ကပေးသလိုပေါ့ကဲမဟေတီမဂ္ဂဇင်းကိုဘသူလူမာတော့ဒီပါဘသူလူမယ်တလောက်တအုပ်ပဲလူအများကြီးလူမခံဘူးခမည်းမျိုးကိုမာလိုက်ခမည်းတအိမ်လုံးဖတ်အောင်တအိမ်လုံးဖတ်ပြီးဝါပြီဆိုမှစာကြည့်တိုက်ကိုအဲ့စာကိုလာလှူလိုက်တအိမ်ကိုတအုပ်ပဲလူအများကြီးမလိုပါဘူးဒီရွာမှာအင်ဂျင်1000ရှိတယ်လို့ပြောတယ်စာအုပ်40လောက်ပဲအလူခံမှာစွန့်ကြိုင်များလို့ပေါ့လာစဉ်စာအုပ်400တက်လာမယ်စာကြည့်တိုက်မှာအဲ့လိုတက်လာပြီဆိုရင်စာအုပ်တွေများလာမှာပေါ့ကိုယ်စာအုပ်တော့အဲ့ဒီစာကြည့်တိုက်မှာရှိတာဆိုတော့ကိုယ်စာအုပ်ကိုမထိန်သိမ်းဘူးဆိုရင်သွားပြောကိုလည်းစာကြည့်တိုက်တဲ့ကိုဝင်ကိုယ်တန်ရှင်းရေးလုပ်ဒီလိုနည်းနဲ့စာကြည့်တဲ့လူတွေထွန်းကားအောင်လုပ်အောင်ပါကျွန်တော်တို့ကအဲ့တော့စည်ရင်လေးရေးထားဥမာကျွန်တော်တို့ဘုံเจ้าနေမှာဆိုရင်ဟုတ်ပြီလားလာပြီကျော်ဘယ်နေမှာဘယ်ရင်ကစွန့်ကြိုက်ဘယ်ရင်ကစွန့်ကြိုက်ရှိတယ်လို့ပဲဘယ်ချာနေကိုဘသူလို့ရေးထားလိုက်လူတဲ့နေရာလာဖြစ်သွားလိမ့်မယ်မြို့လူကြုံရှိရင်မာလာဒီလိုနည်းနဲ့စာအုပ်တွေတိုးတက်အောင်လုပ်ပြီးစာဖတ်ကြရမှာစာမဖတ်လို့ကတော့ကျွန်တော်တို့တိုးတက်မှာမဟုတ်ဘူးစာဖတ်မှကျွန်တော်တို့ဒီကဲအခုကျွန်တော်ဒီမှာရှိတဲ့ဓာတ်မြေဩဇာနဲ့ပတ်သက်ပြီးဘုသူတရှိဖို့လေလို့တယ်စာဖတ်မှသိမှာဓာတ်မြေဩဇာဖြန်းနိုင်အသီးကြီးတိုင်းကောင်းတာမှမဟုတ်တာမြေကြီးပြက်သွားတာတွေအများကြီးပဲအချင်းပေါက်သွားတာတွေအငံတက်ပေါက်တာတွေ pH နဲ့ဘယ်လိုစမ်းပါလဲဟာပညာတွေအများကြီးရှိတယ်တောင်သူပညာတွေကျွန်တော်သိတော့နိုင်ငံတကာမှာလေတထေးဆိုတာမြို့ကလူတွေကိုခေါ်တာမဟုတ်ဘူးကျေးလက်ကလူတွေကိုခေါ်တာကျေးရွာနဲ့မြို့နဲ့မတူဘူးကျေးဆိုတာနားလည်လားမသိဘူးဗျကျေးဆိုတာငှက်တွေကိုဘယ်လိုခေါ်တော့ကျေးလို့ခေါ်တာနော်ငှက်တွေကဘယ်နေရာမှာပြောတော့ငှက်တွေသဲကနာရတယ်ပြောလားကျေးဆိုတာတာရတဲ့သဘောကိုပြောတာဗျရွာဆိုတာအေးချမ်းတဲ့သဘောကိုပြောတာဗျကျေးရွာဆိုတာနေချင်းစပွဲကောင်းတဲ့အေးချမ်းတဲ့နေရာလို့အဓိပ္ပာယ်ဒီမှာပိုင်လိုက်တာဗျမြေဧက3-4-5ဧကဟာတမျောတခေါ်ကြီးတထေးတွေဗျကိုထေးလို့ထေးမှမသိတာကိုခေါင်းပေါ်ကပန်းကိုကိုတိုင်းလှတယ်မထင်မဲ့မြို့ပြမှာရှိတဲ့ပန်းတွေကိုပဲကျွန်တော်တို့ကလှတယ်ထင်ဒီမြေတွေကိုနိုင်ငံသားတွေရောင်းသူတို့ကလာဝယ်ကျုပ်တို့ကသူတို့ပြန်ခိုင်းတာပြန်လုပ်ကျွန်းခံတဲ့ဘဝကြီးမကြခင်ရောက်မှာကျွန်တော်တို့တတိရှိဖို့လိုအပ်ကြောင်းတိုက်တွန်းပါတယ်ခင်ဗျာကဲဒီနေရာမှာကျွန်တော်ဘဝမှာကျွန်တော်တတ်သိရှိခဲ့တဲ့စာလေးစာဖတ်ဖို့လိုချောင်းပြောရင်းနဲ့ကျွန်တော်ဖတ်ဖူးတဲ့စာလေးတစ်ပုဒ်ပြောပြမယ်ဗျကျွန်တော်အဲ့ဒီစာကို10တန်းကျောင်းသားဘဝမှာဖတ်ဖူးခဲ့တာကျွန်တော်ပြောတဲ့ပုံပြင်မဲ့တာအောင်ပြီတော့အဲ့ဒီပုံပြင်ကရှမ်းရိုးရာပုံပြင်လေးဗျခေါင်းစဉ်တော့နောက်မှစဉ်းစားကြည့်အောင်တခါလုံးကတဲ့နောက်မွန်ဆိုတဲ့ရှမ်းရွာလေးတွေ့ရမှာရှမ်းမာလေးတယောက်ရှိတယ်အဲ့ဒီရှမ်းမာလေးကဆင်းရဲတယ်တဲ့အဲ့ဒီရှမ်းမာလေးကတောင်ကုန်းလေးပေါ်မှာနေတာတဲ့
သူနေတဲ့တောင်ကုန်းနဲ့ဟိုးမလမကမှာရေချောင်းကလေးရှိသူကသူ့ခြံထဲမှာသူ့အိမ်မှာလိုအပ်တဲ့ရေထမ်းမှုအတွက်သူ့အိမ်ကနေပြီးတော့မြို့တက်ပြီးရေအိုးသွားဝယ်တာပါတဲ့ပတ်စံအများကြီးမပါတော့အိုးတစ်လုံးဝယ်ခဲ့တယ်အိုးတစ်လုံးဝယ်နေသူစဉ်းစားတယ်ရှမ်းနေရကျွန်တော်တို့ဗမာတွေလို့အိုးခေါင်းပေါ်မှာမရွယ်ဘူးပခုံးပေါ်မှာထမ်းတာဆိုတော့နောက်တာအိုးလေးလို့ကျွန်တော်သူကမေးတာဟိုနားလေးမှာပြစ်ထားတဲ့အိုးတွေကဘာတွေလဲအဲ့ဒီအိုးတွေအိုးဝယ်ရင်ဘာလို့တော့ကျွန်တော်တို့ရေစမ်းနေတော့အဲ့နေတဲ့အိုးတို့ရေစိတ်နဲ့အိုးဆိုရင်ဝယ်လားအဲ့ဒီအိုးတွေပြစ်ပြီးဘာလို့ပြစ်တာတော့ခွဲပြစ်တာမလားသူကမေးတာအဲ့ဒီအိုးတွေကအော်အဲ့ဒီအိုးတွေကအဲ့နေတဲ့အိုးတွေကွဲနေတဲ့အိုးတွေရေစိတ်နဲ့အိုးတွေမကောင်းတဲ့အိုးတွေကျမတို့အဲ့ဒီအိုးလေးပေးလို့မရဘူးလားယူသွားပါတဲ့ခွဲပြရမယ်တူတူတဲ့အိုးဘယ်နှအိုးရတော့နှစ်အိုးဘယ်သူပဲလားတော့ရှမ်းမလေးတအိုးကအိုးအကောင်တအိုးကအိုးအဲ့နေတဲ့အိုးလေးနှစ်အိုးအိမ်လေးရောက်ကောဝါးလေးကိုတဘိုးလေးလို့မောင်းဆိုင်တန်းလေးလုပ်ပြီးသူကချောင်းလေးကိုသွားပြီးရေခတ်တာအိုးလေးနဲ့ခတ်တိုင်းသူကကောင်းတဲ့အိုးလေးကိုရှေ့နားကိုထားထမ်းတယ်အဲ့နေတဲ့အိုးလေးကိုတော့နောက်ကိုထားပြီးသူကထမ်းတာအဲ့လိုပြန်လာအိမ်မှာရေတွေဖြစ်ဖျားပန်းနေလဲအဲ့ဒီလိုနေရင်နဲ့6လလောက်လဲနေရောအိုးအကောင်းနဲ့အိုးစကားများတယ်အိုးတွေစကားပြောကြပုံမြင်ဆိုတော့အိုးချင်းစကားပြောတယ်အောင်မေးလိုက်တော့ကောင်းတဲ့အိုးလေးကအဲ့နေတဲ့အိုးလေးကိုနှိမ့်ချပြီးပြောတာဟေးကောင်အဲ့နေတဲ့အိုးမင်းတော်အသုံးမကြတဲ့ကောင်မင်းနဲ့ငါတိမ်နဲ့အတူနေရတာကြက်တည်းတော်ရုပ်တယ်ကွာမင်းသိရင်အေးမယ်ဟောဒီအိမ်ကြီးမှလေတန်ရှင်းပြီးကြမ်းမာနေတာငါရေတွေကြောက်ကမင်းကကြည်စမ်းမောင်တလန်းလုံးရေတွေဖိတ်စင်ပြီးတော့ဒီလဲရောက်ကိုအိုးဖင်ကကလေးပဲပါအလကားအသုံးမကျတဲ့အိုးသေသေးမိဟဲ့ကောင်အိုးကလေးဘာမှပြန်မပြောနိုင်ဘူးအဲ့ဒီအချိန်တုန်းကကျွန်တော်ပြင်ဦးလေမှာ10တန်းနေတဲ့အချိန်ကျွန်တော်အဖေကရုပ်စေးကြီးဆိုတော့ပတ်စံမရှိဘူးဗျကျွန်တော်ကကြောင်းကိုမနဲ့စာမစားနိုင်ဘူးအိမ်ကကျွန်တော်ထည့်ပေးတဲ့မုံလေးစားအတန်းထဲမှာသွားစားရင်သူများစားတာမျောတဲ့မျိုးလုံးကြီးကရှိနေတော့မျောတာလည်းမသိစေချင်တော့ကျွန်တော်ကကြောင်းစာကြည့်လိုက်ထဲသွားပြီးကျွန်တော်စာဖတ်တာဒါတကယ်ပါစာကြည့်လိုက်ထဲမှာစာဖတ်တဲ့သူကျွန်တော်တယောက်ပဲရှိမှထင်တယ်ဘယ်သူမှမဖတ်ဘူးအမားကျွန်တော်စာဖတ်ချင်လို့မဟုတ်ဘူးသူများမျောမိမှာဆိုလို့အမေထည့်ပေးတဲ့မုံနဲ့စာသွားဖတ်တာဒီလိုနဲ့နောက်ထပ်တလားလောက်နေတော့အိုးအကောင်းနဲ့အိုးစကားများပြန်ဟိတ်ကောင်အဲ့နေတဲ့အိုးမင်းနားမကောင်းဘူးလားမင်းကြည့်ရတာကွာအောင်းတော်လည်းမရှိပါဘူးမင်းသေသေးမီဟောဒီမှာဖျားပန်းတွေဝေစီနေတာငါကြောင်ကွာမင်းကွာဒီလာတဲ့လူတွေလေရေတောက်ချင်ငါရေပဲတောက်တာမင်းမတောက်ဘူးမင်းသေသေးမီကွာအဲ့ဒီလိုအမြဲတမ်းအပြောခံရတော့အိုးကလေးကတိမ်ငယ်ပြီးတော့သူ့ကိုယ်သူသေဖို့သူဆုံးဖြတ်ချက်ချလိုက်တယ်ဒါနဲ့သူသေမယ်ဆိုပြီးအိမ်ဝရန်တာပေါ်ထွက်ဝရန်တာပေါ်ကကိုသေချောင်းကြံစီပြီးခုံချမယ်လို့အလုပ်ဝရန်တာမှာဘသူထိုင်နေတော့ရှမ်းမလေးထိုင်နေတာပေါ့အဲ့ဒီရှမ်းမကလေးကိုအိုးကလေးကနောက်ဆုံးအနေနဲ့နှုတ်ဆက်ရင်းနဲ့စကားလေးပြောတာသခင်မကျွန်တော်ကိုသေခွင့်ပြုပါဟဲ့ဘာလို့လဲဒီလိုပဲကျွန်တော်ကအဲ့နေတဲ့အိုးလေးပါကျွန်တော်ဟာအသုံးမဝင်တဲ့အိုးလေးပါကျွန်တော်ဟာပိုနေတဲ့အိုးလေးပါကျွန်တော်ဟာဒီမှာဘာမှအသုံးမကျပါဘူးနေပေါင်းမင်းကိုဘသူပြောတာလဲဟိုကောင်းတဲ့အိုးကပြောတာသူကသာလေအသုံးကျတာပါဟုတ်ပါတယ်သခင်မရဲ့ကျွန်တော်သေပါရစေဆိုတော့သခင်မလေးကပြုံးတယ်တဲ့ဟဲ့အဲ့နေတဲ့အိုးနင်ဘာတွေလျှောက်တွေးနေတာလဲနင်လည်းအသုံးဝင်နေမဟုတ်ပါဘူးသခင်မလေးကကျွန်တော်ချော့မနေနဲ့ကျွန်တော်သေတော့မယ်သေမယ်ဝရန်တာပေါ်အတက်နေအောင်နေမသေးခင်ငါနေကိုပြောစရာလေးရှိတယ်ခဏလေးငါပြောတာနားထောင်နေအသက်ရှူလိုက်စမ်းနဲ့အိုးလေးကဘလို့လိုက်တော့အသက်ရှူတာနင်နှာခေါင်းထဲမှာဘာနှံ့ရတော့နဲ့ပန်းနံလေးရတဲ့သခင်မလေးဆိုတာအနံ့မရှိဘူးတဲ့ဟုတ်လားမသိဘူးလေးဆိုတာအနံ့မရှိအခုကြည်စမ်းလေထဲမှာတဲ့အနံ့လေးတွေအဲ့ဒီအနံ့ဘယ်သူလောက်တာလဲသိလားတဲ့မသိဘူးတဲ့အဲ့ဒါနင်လောက်ထားတာအဲ့နေတဲ့အိုးလေးကလေကိုအနံ့ဖြစ်အောင်လှုပ်ထားတာပန်းနံလေးတွေဖြစ်အောင်သခင်မရာကျွန်တော်ကိုရှောက်မပြောပါနဲ့ဗျာကျွန်တော်အသုံးမကျပါဘူးကျွန်တော်တေးမယ်ဗျာမဟုတ်ဘူးနင်ကြည့်လိုက်စမ်းဟိုမဲ့ရေချောင်းကလေးတွေ့လား
လာသာညဆိုတော့ဘာလေးရှိတော့ရေစီးနေတဲ့ရေချောင်းလေးတလက်လက်နဲ့ပေါ့အိမ်ပေါ်ကလှမ်းမြင်တာရေချောင်းလေးနဲ့ဒုတ်အိမ်ရဲ့ချားမှာပန်းလန်းကလေးတွေ့လားတွေ့တယ်သခင်မအဲ့ဒီပန်းလန်းကလေးနင်လောက်ထားတာအဲ့ဒီပန်းလန်းလေးကထွက်တဲ့ပန်းရနံကိုငါတို့ရှူနေတာသခင်မလေးကလည်းဗျာခမမဟုတ်တာတွေလာပြောနေဟုတ်တယ်ပန်းလန်းကလေးမှာလေလက်ပြလေးတွေစော်ကစားနေတာနင့်ကြောင့်ချစ်သူစုံတွဲလေးတွေပျော်မြွနေတာနင့်ကြောင့်ရဲ့အဲ့နေတွေကိုနင်လည်းအသုံးတအားဝင်တာတော့နင်မသိဘူးလားမဟုတ်တာတွေမပြောပါနဲ့သခင်မရာကဲငါရှင်းပြမယ်ဒီလိုဟေးငါလည်းပတ်စံမရှိတော့နင်ကအလကားတောင်းလာတာလည်းဟုတ်တယ်သခင်မကျွန်တော်မချစ်လို့နောက်ထားထမ်းတာမလားမဟုတ်ဘူးအဲ့ဒါလည်းမဟုတ်နင်ငါချစ်တယ်ဒီလိုဟဲ့တဲ့နင်ရတဲ့လမ်းကိုတဲ့အိုးထားတဲ့အခါနင်ရေဖိတ်မယ်ဆိုတာငါသိပြီးသားတဲ့မကောင်းတဲ့အိုးဆိုတာသိတော့တယ်ငါအဲ့နေတဲ့အိုးဆိုတာသိတော့အိမ်လေးရောက်တော့တဲ့ငါပေါက်ပြားလေးကိုယူပန်းမျိုးစေ့လေးတွေယူပြီးတော့ရေခတ်တဲ့လမ်းတစ်လျှောက်မှာမြေကြီးလေးတွေဘာလို့တော့ပေါက်ပြားလေးနဲ့စွာပြီးပန်းမျိုးစေ့လေးတွေတလန်းလုံးထည့်ထားလိုက်တာတဲ့ရေထနိုင်နင်အိုးကနေတစ်စက်ချတဲ့ရေလေးနဲ့ပန်းပင်လေးတွေကနောက်ဆုံးပန်းပင်ကြီးကနေပန်းပွန်လေးတွေဖြစ်ပြီးလောကကြီးလှတာနင့်ကြောင်းဟဲ့တဲ့နင့်ကိုမချစ်လို့နောက်မှထားတာမဟုတ်ဘူးတဲ့နင်ကရေရော့သွားတဲ့အခါမှာငါကအချိုးညီအောင်လို့ရှေ့ကိုတိုးထားမှုအတွက်လေးတဲ့အိုးလေးကိုရှေ့ထားလာပါဟဲ့တဲ့သူ့ကိုချစ်လို့လည်းမဟုတ်ဘူးနင့်ကိုမုန်းလို့လည်းမဟုတ်ဘူးဒီပန်းပင်တွေနင်စိုက်ထားတာနင်ကအနေပေမဲ့လေလောကကြီးကိုအလှဆင်းနိုင်ပါတဲ့အိုးလေးရာတဲ့လှလိုက်တာဗျာပြောရရင်တော့ကျွန်တော်ကိုယ်တိုင်တစ်ချိန်လုံးကအနေတဲ့အိုးအကွဲလေးဗျာကျွန်တော်ကိုယ်တိုင်အားငယ်ခဲ့ဘူးတယ်တိမ်ငယ်ခဲ့ဘူးတယ်အဲ့ဒီပုံပြင်လေးကိုဖတ်ပြီးတဲ့နောက်ကျွန်တော်ဟာတတ္တိတွေရှိလာတယ်ငါတစ်ချိန်ချိန်မှာလောကကိုအလားစင်နိုင်တဲ့သူဖြစ်ရမယ်ငါအပ်တဲ့အိုးတော်ဟုတ်တယ်အဲ့နေတဲ့အိုးကလေးတောင်ပန်းပင်တွေကိုရနံစိုးနိုင်သေးရင်လေကိုရနံစိုးနိုင်သေးရင်ကျွန်တော်ဘာလို့ရနံမစိုးနိုင်ရမှာလဲဆိုတဲ့စိတ်နဲ့ကျွန်တော်စူးစမ်းခဲ့တာကဲကျွန်တော်စကားကိုညီကုန်းချုပ်ပါမယ်ကျွန်တော်နောက်မှာဆရာမောင်သားချိုးကစကားပြောအလွန်ကောင်းတယ်ဗျမကြခင်မှာသူရဲ့တက်ကြွဆူးရှာထက်မြက်တဲ့စကားတွေကြားပါလိမ့်မယ်နောက်ဆရာချေဦးကျွန်တော်ရဲ့ဆရာကြီးပေါ့ဗျာဆရာလည်းဘလောက်ဒီပြောင်မြောက်နဲ့တချင်းနေဆိုပြီးတချင်းနေဘလို့အနက်အဓိပ္ပာယ်ဖွင့်မယ်ဆိုတာစောင့်မျှော်ပြီးကြည့်ရှုပါဦးကဲကျွန်တော်ရဲ့ဏိကုံးချုပ်လေးပြောချင်ပါတယ်ကျွန်တော်တို့တွေမနဲ့ညအိယာဝင်မေတ္တာပို့ကြတယ်ပေါ့အရှိယန္တန်ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ကျွန်တော်တို့မေတ္တာပို့ပါတယ်မေတ္တာပို့တဲ့နေ့၃နည်းရှိမယ်ထင်ပါတယ်မနောခံမေတ္တာရှိမယ်စိတ်နဲ့ပို့တာကာယကံဝစီကံမေတ္တာရှိမယ်ကာယကံမေတ္တာရှိမယ်ကျွန်တော်ကိုယ်တွေလေးပါဗျာဏိကုံးချုပ်လေးပြောချင်တာကျွန်တော်တို့လူမျိုးတွေမှန်သလားမှားသလားကိုယ့်ဘာသာကိုယ်သာစဉ်းစားတော့ကျွန်တော်ကမနဲ့အိယာထိုင်လမ်းလျှောက်တတ်ပါတယ်ကျွန်တော်ရှောက်နေကြလမ်းမှာလူတွေအများကြီးပဲလမ်းလျှောက်နေတာသူတို့အားလုံးကရေဒီယိုလေးတွေနဲ့ပေါ့တချို့ကလည်းရေဒီယိုနားမထောင်ဘူးတချို့ကရေဒီယိုနားထောင်နေပါဇက်ကပုတ်ပုတ်နဲ့ဒါသိကြတယ်တချင်းဆိုတော့မဖြစ်နိုင်ဘူးဗျသူတို့ပေကြီးဆက်တဲ့တုတ်တို့မေတ္တာတုတ်တို့အစာရှိတဲ့တုတ်တွေသူတို့ရွတ်နေတာပဲဖြစ်မှာတယောက်လည်းစကားမပြောပြပါအော်သူတို့ဘာသာတရားကိုင်းဆိုင်တဲ့လူတွေပါကျွန်တော်တို့ဗုဒ္ဓဘာသာတွေကမနဲ့ဆိုအော်ဖျားစာလေးရွတ်လို့လမ်းကြက်သေးတော်ရှိတာတည့်ရကြတယ်လို့မိုးရွာရောဗျလေတွေတက်ရောဗျညာကြီးမနဲ့လမ်းလျှောက်တော့လမ်းပေါ်မှာဘာတွေကြနေတော့တစ်ကိုင်းတွေကြိုးကြနေတာကျွန်တော်တို့ရှောက်နေကြလမ်းပေါ်မှာကျွန်တော်အဲ့တစ်ကိုင်းကြိုးတွေကျွန်တော်မတော့မနိုင်ဘူးဗျဒါနဲ့ကျွန်တော်ကျူရှင်ကိုပြန်ပြီးတော့တပည့်တွေခေါ်တာလာကြငါတို့တစ်ကိုင်းတွေဖယ်အောင်တစ်ကိုင်းတွေကျွန်တော်တပည့်တွေနဲ့ဖယ်နေတပည့်တွေမေးတဲ့မေးခွန်းလေးပါဆရာတဲ့သူတို့ဟာတဲ့ဒီလမ်းကိုအခုမှလျှောက်တာလားတဲ့ငါတော့ကွာလို့နေတိုင်းရှောက်နေတာထင်တာပဲနေတိုင်းမြင်နေတဲ့လူတွေလို့ဟုတ်လားတဲ့ဒါဖြင့်ဒီတစ်ကိုင်းတွေကိုဖယ်ဖို့တာဝန်သူတို့မှလည်းရှိတာပေါ့နော်အေးပေါ့ကွာရှိတာပေါ့ကွာကျောင်းသူတယောက်ကမေးတယ်ဆရာသူတို့ပါဇက်ကဘာတွေရွတ်နေကြတာတို့ငါတော့တချင်းနေစိုးနေရထင်တာပဲလို့ဘေးကမဟုတ်ဘူးဆရာကဖျားစာနေမှာတဲ့တချင်းဆိုလို့ရှိရင်နည်းနည်းလေးဒီတဲ့နှခမ်းကျဲတယ်အခုကနှခမ်းဒီလိုရွတ်တာတဲ့ဒါဖျားစာပဲနေမှာဘေးကပဲလားဟာအဲ့ဒါမေတ္တာတုံနေမှာတချို့ဟာမင်္ဂလာတုံနေမှာရွတ်လိုက်ကြတဲ့ဖျားစာပို့လိုက်တဲ့မေတ္တာကြီးစီမူးနေပြီနော်ကြီးစီတွေမူးပြီးတော့ဘူးလဲတုံနေပြီကျွန်တော်တို့မှာတစ်ခိုင်းလေးမဖို့ဘယ်သူမှသတိမရဘူးတကယ်တော့ဗဇက်ကပို့တာလဲပို့ပါဒါလဲတစ်မျိုးပေါ့ဗျာမနှောစိတ်နဲ့လဲပို့ပါဒါလဲကုသိုလ်တစ်မျိုးပေါ့ဗျာတကယ်ချင်းတဲ့ကြက်သေးရောက်ရင်တော့ကျုပ်တို့ကိုယ်တိုင်တစ်ခိုင်းတွေကိုဘာလို့ဖို့လို့တော့မရွှေမှာခမည်းတော်
မေတ္တာတုတ်ကိုတကယ်နားလည်တဲ့သူလို့ကျွန်တော်ကတော့အဲ့လိုကျွန်တော်စိတ်ထဲမှာကျွန်တော်တယောက်ခံစားချက်ပါကာယကံမေတ္တာမရှိသေးသေးတော့ကျွန်တော်တို့ဖျားစာတရားစာကိုအပေါ်ယံလောက်ပဲလူယိုသေးရှင်ယိုသေးနားလည်တဲ့လူလို့ပဲကျွန်တော်ကတော့ထင်တယ်ဗျာဒါကြောင့်မို့လို့ဒီကနေ့ကျွန်တော်တို့အားလုံးအများအကျိုးဆောင်ရွက်ခြင်းဖြင့်အမျိုးအတွက်မဟုတ်ဘူးနော်ကျွန်တော်အမြဲစဉ်းစားတာရှိတယ်ဗျကျွန်တော်ဗုဒ္ဓကိုအရန်အားကြတာကျွန်တော်တို့ဗုဒ္ဓသာလေဖျားမလုပ်ဖဲနဲ့ဘယင်လောက်ခဲ့ရင်လေသူ့အမျိုးပဲကောင်းစားမှာဗျဘယင်လောက်ခဲ့ရင်ဒေဝဒဟတိုင်းပြည်တခုပဲကောင်းစားမှာဖျားဖြစ်တော်မူတဲ့အတွက်အများကောင်းစားတာကျွန်တော်တို့ကအများကောင်းစားရေးကိုလုပ်တဲ့ဘသူ့ကိုယုံကြည်တာတော့မြတ်ဗုဒ္ဓကိုယုံကြည်ကြတယ်ဆိုရင်ဗုဒ္ဓကိုတကယ်ချစ်ရင်အမျိုးကောင်းစားရေးကိုမလုပ်ဖဲအများကောင်းစားရေးကိုလှုပ်ခြင်းဖြင့်လူတိုင်းရဲ့မျက်ရည်ကိုတုပ်ပေးခြင်းဖြင့်မြတ်ဗုဒ္ဓကိုချစ်ကြပါစို့စာဖတ်ကြပါစို့လို့ပြောကြရင်ဒီကုန်းချုပ်ပါတယ်ခင်ဗျာ